class တွေမကောက်နော် marketing နဲ့တက်ခိုင်းလဲပါ marketing စတင်တာတကယ်တော့ဟုတ်တယ် ready ကနေမျိုးစားတယ်နော်အဲ့ကြတော့ရောဘယ်လိုမျိုးစားဖြစ်လာလဲစတင်တာတော့ဒီဟန်နီယိုနဲ့ဒီဖန်နီယာကာလာတွေမှာကလေးစာတင်ဖြစ်လာတာပေါ့နော်အဲ့တော့အဲ့တောက်လျှောက်အဲ့ဖန်နီယာမှာကျတော့များသောအားဖြင့်ဒီ CSO တွေအဲ့လိုမျိုးဟာတွေတင်တာများတယ်ပေါ့နောက်ပိုင်းအဲ့ဒီမှာအဲ့ဖန်နီယာမှာတွေ့တဲ့အမတယောက်နဲ့ပဲသူဖွင့်တဲ့တင်တန်းမှာသွားတင်သေးတယ်အဲ့ဒါလက်ယုံတို့တက်တဲ့တန်းပေါ့အမှန်ဆုံးတန်းအဲ့တန်းတင်တယ်အဲ့ဒါပဲတင်ဖြစ်လာတာပေါ့နော်ကိုကကိုကြောင်မဖွင့်ဖြစ်ဘူးအဲ့လိုပြင်းတာရောအဲ့ကျောင်းလာအပ်တဲ့ဟာတွေဘာမှမစီမံနိုင်ဘူးပေါ့နော်မဖွင့်ဖြစ်ဘူးဒါပေမဲ့နောက်ပိုင်းကျတော့ဘာဖြစ်လဲဆိုတော့အဲ့အသိခန့်တဲ့ဝန်ထမ်းတွေကိုလည်းတင်ပေးခြင်းတယ်တင်ပေးခြင်းတာသူတို့ကြီးပဲတင်ရရင်သူတို့လည်းပြင်းတယ်ကိုလည်းပြင်းတယ်ဒီသုံးလေး9ယောက်နဲ့ပဲပေါ့နော်တင်ပေးခြင်းတယ်ပြီးတော့အဲ့လိုမျိုးအဲ့လိုတချို့အဲ့လိုမျိုးနည်းနည်းသိတဲ့သူအရင်တော့တင်တန်းတက်ဖူးပြီးတော့ထပ်ပြီးတော့တင်ခြင်းတဲ့သူမျိုးတွေအဲ့လိုကြုံမှုတဲ့အဲ့လိုစုံမှုတဲ့သူတွေကလည်းတင်ပါလားလို့ပြောတဲ့ဟာမျိုးဖွင့်ပြတော့အဲ့မှာဘာဖြစ်တော့လဲဆိုတော့ PA ခန့်ဖြစ်လိုက်တာအဲ့လိုမျိုးအဲ့ခရ PA ခန့်တာဟုတ်တယ်အဲ့တင်တန်းမဖွင့်ခင်ကလေးက PA စခန့်တာပေါ့ PA ခန့်ဖြစ်လိုက်တော့အဲ့တင်တန်းကိစ္စစီမံရတာတအားလွယ်သွားတယ်အကုန်လုံးသူ့လို့ပေါ့နော်အဲ့တော့အရင်အဆင်ပြေတော့ကိုကလက်တင်စတင်ရုံပဲဟိုရှိရနေမှာ तू ကအဲ့ဟိုနဲ့ Google Meet ဆို Google Meet link လာပြီးတော့ကိုကဝင်တင်ရုံပဲပေါ့နော် record လုပ်တာဗီဒီယိုပြန်ပို့တာအတန်းသားတွေနဲ့လုပ်တာအကုန်လုံးက तू လုပ်တော့အဲ့မှာစတင်ရတာအရင်အဆင်ပြေသွားတယ်ပြီးတော့မတဒန်းများတော့ပုံမှန်အဖြစ်တစ်ခုတဒန်းပဲဖွင့်ပြတာများပေါ့နော်ပြီးရင်အဲ့ဗီဒီယို record လုပ်ထားပြီးတော့ဒီလိုဗီဒီယိုဝယ်ခြင်းနဲ့သူရှင်ရောင်းပေါ့နော်ပြန်မဖွင့်ပြဘူးဆိုတော့လေပုံမှန်စတင်စားတဲ့သူတွေတော့မသိအမအတွက်ကြတော့ဒီတိပိသားအကြောင်းအရာတွေထပ်ခါပြောရတော့အမအရင်ပြင်းတယ်ဟိုမသိလုံးဝနားမလည်သေးတဲ့သူကအကြောင်းအရာတစ်ခုနားလည်သွားအောင်ရှင်းပြရတာကိုကြိုက်တယ်ဟိုခလေးတွေဆိုလို့ရှိရင်လည်းတင်ပေးရတာပါညာကြိုက်တယ်ဒါပေမဲ့ဒါကြီးပဲထပ်ခါဆိုရင်တော့မပြောတော့ဘူးလို့မျိုးအဲ့ကြတော့ခဏမပြောချင်ဘူးပေါ့နော်အဲ့အကြောင်းအရာအဲ့တော့အဲ့လို record ပဲလုပ်ထားပြီးတော့အဲ့လို record ပဲပေးလိုက်ဖြစ်တာမျိုးပေါ့လို့လို့လေပြောလိုက်တဲ့ခါကျလို့ရှိရင်အဲ့လိုရှင်းလင်းပြီးတော့လုံးဝကွာခေါင်းထဲမှာကြည်ထွက်သွားတဲ့ခါမျိုးဆို2ယောက်ရှိရင်နေ့အရဲ့ဆရာတစ်ယောက်ရှိရင် network တင်တဲ့ဆရာပေါ့နော်ဆရာမျိုးတန်းရှိရပြီးတော့ဒုတိယကြောက်အမှားပေါ့နော်။အဲ့ဒါမလို့ဘောက်ကင်းဆိုလို့ရှိရင်ဘယ်သူမှမရှိဘူး။မရှိဘူး။တော့ရှင်းတော့တယ်မလား။ဘယ်ကနေပြီးတော့စပြီးတော့ approach လုပ်ရမလဲဆိုတဲ့ဟာအစပေါ့နော်။အဲ့လိုမျိုးဆိုအဲ့ဒီဟာကျတော့ကိုဟာနဲ့ကိုဘယ်လိုတိသွားတာ။ဘာလို့ရှိရင် train ထားလား။အဲ့လို online class စီစ။ဟုတ်ပြောရတော့ငယ်ကလေးဆရာရန်လုပ်ချင်တဲ့စိတ်ကြောင့်ပါမှာပေါ့နော်။အเจ้าမှာဆိုလို့ရှိရင်တိတ်လေးတော့ပေါ့ကလေးတော့ဆိုလို့ရှိရင်လည်းအရင်ရှင်းပြချင်တာဆရာလုံးချင်တယ်ဆိုတော့အဲ့လိုဝင်ပါလိုက်သူများလည်းလို့ဆရာလိုက်လို့နန်းနိုင်ဖြူတာမဟုတ်အဲ့လိုကိုရှင်းပြလိုက်လို့သူများကနားလဲသွားတယ်ဆိုရဲခံစားချက်ကိုအရင်သဘောကျတာအဲ့ဒါအမစီမှာဒိုပါမင်းကြီးမထွက်တယ်လို့ပြောမှာပေါ့နော်အဲ့လိုပြောအဲ့လိုရှင်းပြလိုက်သူများနားမလဲဖြစ်နေရတာတခုအဲ့လိုရှင်းပြလိုက်လို့အော်အဲ့လိုလားဆိုပြီးတော့သူများသဘောပေါက်သွားအဲ့ဒါကိုအရင်ပြောတာအဲ့ဒါအကြောင်းမို့လို့စပြီးတော့စာသင်ဖြစ်တယ်ပြောရမှာပေါ့အဲ့လိုမျိုးသင်ဖြစ်တော့အဲ့လိုတချို့ဟာဆိုလို့ရှိရင်လည်းအဲ့လိုပေါ့အတတ်နိုင်ဆုံးပြီးတော့ဟိုနောက်တစ်ခုကအဲ့ဒီမှာသူများတော့နားလည်အောင်ပြောနိုင်မှုဆိုတာအဲ့ဒါငငယ်တုန်းကဖတ်ဖူးတဲ့ထဲမှာလည်းပါပေါ့နော်ဆရာအောင်တင်းတို့ဘာလို့ဖြစ်မဲ့ထင်တယ်တေချာတော့မှမမေ့တော့ပဲအဲ့ဒါကိုယ်တိုင်အပြည့်အဝနားလည်ထားမှရတာတချို့တွေကပြန်ပြောပြနေတာမရှင်းဘူးဆိုတော့သူတို့ကိုယ်တိုင်အဲ့ဒါကိုအပြည့်အဝနားမလည်နေလို့အဲ့လိုမျိုးဒီဟာကိုတရေနှုံးထမေးလဲဖြေနိုင်တဲ့သူကဒါကိုဟိုသုံးကပြောရင်ပြောရမယ်ကွာဒါပေမဲ့တခြားလူနားလည်အောင်ကတော့ပြောနိုင်ရမှာပဲပေါ့နော်အဲ့လိုပြောနိုင်တယ်ပေါ့ဟို3-4မျိုးပြောရင်ပြောရမယ်စကားပြောတာအားနေတဲ့အတွက်9လမ်းလောက်ဖောက်ပြီးတော့မျိုးရှုထောင့်မျိုးကပြောကောင်းပြောရမယ်ဒါပေမဲ့နားလည်အောင်တော့တနေ့မှနားလည်သွားအောင်တော့ရှင်းပြနိုင်တယ်ကိုတိုင်အဲ့ဒီသဘောတရားကိုလုံးဝနားမလည်နေတဲ့သူဆိုဘယ်တော့မှမရှင်းပြနိုင်ဥပမာအမကိုထားပါတော့နော်အဲ့လိုဟိုဒေါ်လာစီအနေမြင်ကဘလို့ဖြစ်တာလဲလို့အမကိုလာမေးဟိုအမဘလို့မှမရှင်းပြနိုင်ဘူးဒီဟာသူများလာရှင်းပြလိုက်ရင်သူဆိုရင်တော့ရအဲ့လိုသူများလာရှင်းပြလိုက်ရင်ရှင်းပြတဲ့အချိန်မှာအော်အဲ့လိုလားဆိုပြီးတော့ဒါမှမဟုတ်ကိုရှာပြီးဖတ်လိုက်တဲ့အချိန်မှာအော်အဲ့လိုလားလို့နားလဲသွားတယ်ဒါပေမဲ့အဲ့ဒါခဏပဲအဲ့နားလေးမှကျန်ခဲ့နောက်နေ့သူများလာရှင်းပြဆိုမရှင်းပြတတ်ဘူးအဲ့ဒါဘလို့မဘာကိုကတာသိမှမသိနေရဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့အဲ့လိုစာဘလို့ရေးရမလဲတို့မူဂျိုခန်းထဲမှာဘလို့ဟိုဟာဖြစ်ရမလဲတို့အင်္ဂလိပ်စာ tense ကိုဘလို့မှတ်ရမလဲတို့အဲ့မျိုးတွေဆိုရင်တော့ည3နာရီလောက်အိတ်နေအောင်နှိုးပြီးတော့မေးခိုင်းလဲရှင်းပြတတ်တယ်ပေါ့နော်အဓိကတော့ကိုယ့်အကိုအရင်နားလဲအောင်လုပ်ပြီးတော့အပငငယ်ကလေးစာကြက်လို့ရှင်လုပ်တဲ့အကျင့်ကအဲ့လိုကိုယ့်ဟာကိုပြန်ရှင်းပြတာအဲ့လိုမျိုးစာပိုက်ထဲဟာကိုဖတ်လိုက်ပြီးလို့ရှင်ကိုယ့်အကိုပြန်ရှင်းပြဒီတိုင်းအလွတ်ကျက်တာလဲမြန်မာအကြောင်းဆိုတာကြက်တော့ကြက်ရတာပေါ့နော်ဒါပေမဲ့နားလဲသွားအောင်ကိုယ့်အကိုပြန်ရှင်းပြတာအဲ့တော့အဲ့ကိုယ့်အကိုပြန်ရှင်းပြတဲ့အကျင့်ကအဲ့ကလေးကလည်းပါလာတာပေါ့အဲ့လိုနားလဲအောင်ရှင်းပြဘယ်သူမှရှင်းပြမကိုယ့်အကိုပြန်ရှင်းပြဒီစာဒီလိုဒီတန်းငွေဒီလိုထည့်လိုက်လို့ဒီလိုဖြစ်သွားဆိုပြီးကိုယ့်အကိုပြန်ရှင်းပြပြီးမှတ်တာဆိုတော့အဲ့ကအကျင့်တွေလည်းပါလာပါပေါ့ကိုကနဲ့ကိုတီသွားပြီးတော့ online class လုပ်ကြတာဒါမှမဟုတ်လို့ရှိရင်လူများတွေကပြောကြတယ်အမပြောရင်အရင်ရှင်းပြရင်နားလဲသွားတာပဲဆိုပြီးတော့ပြောလို့ class အဲ့ဒါတော့တ
တေးချာမမှတ်မိတော့ဒါပေမဲ့စတင်ဖြစ်တာဖန်တီးရမှာဆိုတော့ David ဟိုပါပဲပေါ့သူစလာခေါ်ပြီးတော့တင်ဖြစ်တာဆိုတော့အဲ့ဒီကနေပဲအဲ့တုန်းကလည်းဟို agency founder အနေနဲ့ကလည်းလူနေတော့သူ့အနေနဲ့တင်ခိုင်းစရာလူကလည်းအများကြီးမရှိတော့ဒါလာတင်ပေးကြည့်ပါလားဆိုပြီးတင်ပေးတော့ဟိုနားထောင်နေသူတွေအကုန်လုံးကလည်းရန်နားလဲပြောကြအများအဲ့ဒီနားလဲတာအမှပြဿနာတစ်ခုရှိအစတင်တာသူများတွေကလေစာတင်လို့ရှိရင်လေဗာမေးစရာရှိတယ်ဆိုသူများမေးခွန်းအများကြီးမေးကြတယ်သိလားတခြားဆရာမကြီးဆိုအမဟုတ်ဆိုဘယ်သူမှဘာမှမေးကြအောင်ဘာလို့ဆိုတော့နားလေနေလို့အဲ့လို clearly မေးစရာရှိမနေဘူးလည်းမျိုးအကုန်လုံးကရှင်းပြတာမေးမယ်ဆိုရင်တော့ course နဲ့မဆိုင်တဲ့ဟာမေးမယ်ကွာအပြင်မှာဒါမျိုးလေးကြုံလာတာဆိုရင်ဘယ်လိုလုပ်လိုက်ရလဲဆိုရင်တို့အတွေ့အကြုံနဲ့မေးမယ် course ရဲ့ဟာကိုတို့ကမေးစရာမရှိနေဘူးသိလားအမကြောက်လေအဲ့ဒါကိုဆက်ဆက်တင်တော့လေငါပြောတော့နားမလဲလို့လားငါတင်တော့စိတ်ဝင်စားလို့လားအဲ့လိုမျိုးတွေ့တယ်ဒါပေမဲ့နောက်ပိုင်းကျတော့သိလာတာတို့ကနားလေနေလို့တို့မှအဲ့လိုမေးစရာမရှိဘူးဖြစ်နေတာအဲ့လိုမျိုးတချို့မကြားလိုက်လို့ပြန်မေးရရှင်းမှာကွာဒါပေမဲ့ကြားလိုက်တယ်နားလေဆိုရင်တော့အဲ့လိုမေးစရာမရှိနေဘူးဖြစ်နေအဲ့လိုပြောမြန်မာကျောင်းသားတွေဖြစ်နေလို့လားမြန်မာကျောင်းသားအဲ့လိုသူကမေးခွန်းသိမမေးကြမဟုတ်အဲ့လိုတခြားတင်တန်းတွေမှာမေးတဲ့သူတွေကမမေးတာအဲ့လိုမျိုးအဲ့ဒီဟာဆက်ဆက်ကျင်တော့ဆိုပြဿနာရှိတယ်အဲ့လိုမျိုးနောက်တော့မှအဲ့လိုရှင်းနေတယ်လို့ဆိုပြီးတော့အဲ့လိုမျိုးဒီကရှင်းပြရတာကြိုက်လို့ပေါ့အဲ့ဒါကြိုက်နေလို့အဲ့လိုမျိုးဖြစ်နေbranding ပေါ့နော်ကိုပါရခုနကလိုစီးပွားရေးအတွက်ကို branding တွေလုပ်တယ် marketing တွေမှာမဟုတ်ဘဲနဲ့ကိုယ် personal branding self branding personal marketing ပေါ့နော်အဲ့ဒါကြီးကျတော့ဘယ်လိုမျိုးလုပ်ဖြစ်တယ်အဲ့ကျတော့အဲ့လိုမျိုးတကူးတကားပေါ့နော်အဲ့လို branding လုပ်ဖို့လုပ်တယ်ဆိုတာထက်ဟိုကိုကဘယ်လိုလူမျိုးလဲဆိုတော့ကိုဝိသေတာကိုပြထားတယ်ဆိုတဲ့ဟာလိုမျိုးပေါ့အဲ့တော့ကိုဝိသေတာပြထားဆိုမှအဲ့ဆိုကြည့်မြရတဲ့သူတွေလည်းအများကြီးပဲအမှတ်ကြီးတယောက်ကအဲ့လိုရှိသမျှယောက်ျားမီဆိုထင်နေရတော့ဘာလို့အဲ့လိုပြောရတဲ့သူတွေလည်းအများကြီးပဲပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ဟိုဘလို့ထင်ပေါ့သူတို့ထင်ဒီကောင်းတဲ့ဘက်ကမြင်ဆိုတဲ့ဘက်ကမြင်ကိုကဒီလိုလူပဲဆိုတာကိုကပြည့်ဝပြထားရပေါ့နော်အဲ့လိုပြထားတဲ့အခါကျတော့ဟိုလိုတရားဘိုးသမုတ်တွေရှောက်မရဘူးအဲ့လိုအရင်ကြိုးစားကြပါလို့ရှောက်မပြောအဲ့လိုမျိုးကိုရီကိုသွေးပုံဖော်ထားဖြစ်တဲ့သူကအလုံးလျှောက်တာပဲဖြစ်ဖြစ်တင်တန်းတက်တာပဲဖြစ်ဖြစ်ဒီဟာကိုလက်ခံပြီးတော့သဘောကျတဲ့သူပဲလာတော့ဟိုစကားအများကြီးမပြောရဘူးပေါ့နော်အလုံးလျှောက်တဲ့သူတွေဆိုလို့ရှိရင်အများတော့ဖြစ်အမအလုံးခေါ်တဲ့ post တွေကကိုယ့်အကောင့်မှာပဲကိုတင်တာဆိုတော့သူတို့ကိုဟာဝင်ကြည့်ပြီးအရင်တော့မသိခဲ့တဲ့သူတွေဆိုရင်တော့မှပေါ့နော်နှစ်post သုံး post ကိုဝင်ကြည့်ရတယ်ဒါပေက်ရိုက်တင်နေရပဲဆိုပြီးတော့လောက်ပိုင်ရှယ်ပေက်ရိုက်တင်နေရဆိုပြီးတော့အဲ့လိုမျိုးဆိုတော့ဒီလူကဒီလိုပဲဆိုတာမှန်းလို့ရထားတော့ဟိုအပြင်မှာလည်းအများကြီးဟန်ဆောင်စရာမလိုတော့ဘူးပေါ့နော်တချို့ကြတော့အဲ့လိုsocial media မှာကြီးပြောအပြင်မှာကျတော့အရင်ပေါ်တော်ဖြစ်နေလူတွေကအဲ့လိုထင်နေမြင်နေလွဲရမျိုးဖြစ်တတ်တော့အပြင်မှာလည်းအဲ့လိုဒီပုံစံပဲဒီဝိသေသကိုပဲပုံဖော်ထားတဲ့ပုံစံပေါ့နော်ကိုကဒီလိုလူပဲဆိုတဲ့ဟာမျိုးအဲ့လောက်တော့ပဲအားထုတ်ဖြစ်တယ်ကျန်တာကတော့ကိုစီကိုဟိုလာပါတော့ marketing ရပါတော့အတွက်တော့အားမထုတ်ဖြစ်ဘူးပေါ့နော်အဓိကတော့ခုနလိုပေါ့ပြောချင်တာအဲ့လိုလူသိမ့်မသိတဲ့အကြောင်းအရာတွေကိုကအရင်ရှင်းချင်တာနားထောင်တဲ့သူရှင်းမရှိကိုကပြောချင်တာအဲ့ဒီဟာတွေကိုထိုင်ပြောနေနေမှာတချို့ကြတော့လေဒါဖတ်လို့ရှိရင်ဒါသူတို့မသိတဲ့ဟာတွေသိရတယ်ဆိုတဲ့ပုံစံမျိုးနဲ့လာပြီးတော့အဲ့လိုចောင်းသားအတိုင်းပါဆိုလို့ရှိရင်လည်းအဲ့လိုကလေးចောင်းရေးတာမွန်တက်စရီចောင်းရေးတာတွေနဲ့တွေ့ပြီးလာတဲ့တာမျိုးရှိတာပေါ့လို့မျိုးဒါပေမဲ့အဲ့ဒါလေးမရှိခင်ကလေးကလေအမပြောပါတယ်အမ voice out လုပ်တဲ့ချက်တွေရှင်းတော့မှာ man you ရေးပါဆိုပြီးတော့မီဆိုတွေအကြောင်းအဲ့လာမယ်ပေါ့နော်ဆိုတော့ဟိုလူတွေရှယ်မလူတွေရှယ်ပါအမပြောတဲ့ဟာဆိုရင်ခုနပြောမျိုးရှင်းလင်းထွက်သွားတဲ့ခါကျတော့အကြောင်းအရာတစ်ခု argue လုပ်ပြီးဆိုလို့ရှိရင်အဲ့ဒါအမအရင် stand လို့ပေါ့နော်ကိုယ့်ရဲ့ဖက်ကနေပြီးတော့ဒါဘာကြောင့်ဖြစ်လဲဆိုတော့တခြားလူကညင်းရခက်လောက်အမဘက်က stand လုပ်အဲ့ခါကျတော့ခုနပြောလို့ဟိုလက်ခံတဲ့လူတွေရှိရဲတချို့တော့မဟုတ်ဘူးသူကအမြင်ကနေလူကြီးရမှလားတဲ့လူဘာမှတော့လုံးလို့မရဘူးလို့လူမျိုးပါလို့ပြောသူကပြန်မလုပ်လို့မရတော့ဒါပေမဲ့သူကအဲ့လိုတခြားဟာတွေနဲ့အဲ့လိုမျိုးလေးတက်မလားအဲ့လို attack လုပ်ကြတဲ့ဟာမျိုးရှိရဲအမတို့ page တောင်ထောင်ပြီးဝဲခါကြတော့ပေါ့နော် play ညမျိုးရှိတယ်အဲ့လိုကြောအဲ့လိုမီဆိုကောင်းနေတော့ဘလို့ like how do you deal with that မအဲ့လိုမလောင်တတ်ဘူးသူများအဲ့လိုလာဆဲလို့အရင်နီးကနေရသူအဲ့လိုအဲ့လိုမလောင်တတ်လို့10နှစ်လောက်အလုပ်လုပ်ပြီးတော့ခုမှ10နှစ်9နှစ်လောက်အလုပ်လုပ်ပြီးမှထွက်သွားတဲ့ညီမလေးတယောက်ရှိတယ်သူဆိုတော်တော်အမနဲ့တော်တော်အနေနီးရလို့ပြောလို့ရပါတော့ခုတည်းလည်းအလုပ်သာထွက်သွားသူတခြားအလုပ်လုပ်တော့တယ်သူ့ကိုလည်းပြန်သုံးတယ်အဲ့လိုအမြဲတမ်းဟိုအဆက်ဆန်ရှိရပေါ့နော်သူဆိုအမြဲလာပြောမဆဲခံရဘလို့မှမနေဘူးတော့ဆိုသူအရင်တော့ကိုကိုသတိထားမိတချို့ဟာကြော်လေသူကအပြင်လိုလာပြောမှသတိထားမိတယ်သူလာပြောမှအော်အေးဟုတ်တယ်ငါဆဲခံရဘလို့မှမနေဘူးဆိုရင်အဲ့ကြတော့မှကိုသတိထားပြီးမအဲ့လိုဟိုဘယ်ကိစ္စမှာအမအဲ့လိုဘဝမှာအရင်ဟိုလောင်ပြီးတော့ခံစားနေတယ်ဆိုတာမျိုးမရှိဘူးဆိုတာအရင်အဲ့လိုမနည်းနည်းဟိုတကယ်မသိတာလို့အမတော်တော်လေးအသက်ကြီးရဲ့အထက်မှာပါအသက်ကြီးရဲ့အထက်မှာဆိုပြိုင်ပွဲဆိုအမမနိုင်တဲ့ဟာဆိုတော့ဝင်မပြိုင်ငငယ်လေးကလေးကဘလုံးဝဆုံးမရနိုင်တဲ့ဟာမှာတစ်သက်လုံးဝင်မပြိုင်ဘယ်တော့မှဝင်မပြိုင်မွေးကလေးက
အဲ့လိုမျိုးအမသူငယ်ထဲမှာပထမရတယ်ကွာအဲ့ဒီမှာကလေးအဲ့ဆူရတဲ့ချိန်စာမိသွားပေါ့နော်အဲ့လိုမျိုးသူငယ်ပထမတောင်းစားတဲ့ချိန်မှာပထမရတယ်ဆိုတော့အဲ့ဒီဟာမှာနောက်ဟာတွေမှာအဲ့လိုမရရင်မပြိုင်တော့ပထမတည်းမှာဒုတိယဖြစ်သွားတယ်အဲ့မှာအရင်စိတ်နာသွားတာသူငယ်ထဲမှာဒုတိယရတဲ့ကောင်လေးကပထမတည်းမှာသူပထမရတာအဲ့လိုသူနဲ့ကောင်နဲ့နေရလဲလိုက်သလိုဖြစ်သွားပါတော့အဲ့ချိန်မှာအရင်စိတ်နာသွားပြီးတော့အနည်းဆုံးအဲ့လိုမျိုးစုမရဘူးဆိုရင်အမဘတော့မှအိပ်ပြိုင်ပွဲဝင်မပြဘူးဒီအရွယ်အထိအဲ့လိုပြောကိုလုံးမယ်ဆိုရင်ကိုအဲ့လိုနိုင်ကြီးရှိတဲ့ဟာမှာလုတ်တယ်အဲ့လို Facebook မှာအားကျဲဆိုတာလေအမကိုတီးရဲ့အကြောင်းအရာပဲအားကျဲမတီးရဲ့ဟာတွေဘယ်တော့မှအဲ့လိုဝင်မပြောပြန်ပြောခံရမှာဆိုလို့အဲ့လိုကိုအမားလာထောက်ပြတာတို့လူများရှိမှအမားလုတ်လိုက်တာတို့အဲ့လိုမျိုးဘယ်တော့မှအပြောမခံဘူးပေါ့နော်သူအဲ့တော့သူပြောရဲဆိုလို့ရှိရင်လည်းမဟုတ်တိုင်းပဲရှောက်ပြောလို့ရမှာပေါ့တည်မလားတစ်ခွက်ချက်ရှင်တချို့ပြောတဲ့ဟာတွေကတအားကြီးရတယ်အမ force မှာပါနေတဲ့အချိန်မှာအသက်30ကျော်ပြီတို့သိလားအဲ့လိုအသက်30ကျော်တော့ဟုတ်တယ်လို့ပြောတာအဲ့ဒါဘလို့ဒေါသထွက်လို့ရမလဲသိလားအဲ့ဒါဘလို့မှဒေါသထွက်လို့ရစရာရှိမနေဘူးကွာမဟုတ်တာဆိုအဲ့ပြောပေါ့နော်အမတယောက်ဆိုပြောပါလေအမလေးရုံးမာတဲ့ဝန်ထမ်းတွေကိုကော်ဖီဖြုတ်ခိုင်းတာလေမဖြုတ်ပေးရင်စိတ်ကောက်တယ်တဲ့ငါယောက်ျားဖြုတ်ပေးတဲ့ကော်ဖီတော့တောက်တယ်ယောက်ျားဖြုတ်ပေးတဲ့ကော်ဖီကလွယ်ပြီးမတောက်ဘူးအဲ့လိုမဟုတ်တာဟဲ့ကြာဘလို့မှလိုက်ဒေါသထွက်လို့မရဘူးကွာအမအနေနဲ့ကြာမဟုတ်တာဒေါသထွက်စရာအကြောင်းမရှိဘူးလို့ပဲတွေ့အဲ့ပြောတွေ့အမရည်ပဲရှိတာပြီးတော့တချို့အရင်ညင်းညင်းပေါ့နော်မိမမို့လို့ဆိုပြီးတော့အဲ့လိုညင်းညင်းပြောတဲ့ဟာတွေကြတော့လေမသိမနာတတ်ဘူးမအဲ့လိုဟာမျိုးတွေကိုအဲ့လိုသူအရင်သူ့ဖေမေမဆုံးမတာပေါ့နော်ငငယ်လေးအဲ့လိုအရင်အပေတေဆန်ပြီးတော့ကြီးလာတယ်ပေါ့အဲ့လောက်ပဲတွေးတာအဲ့လိုမျိုးအရင်ကြီးအဲ့လိုစိတ်ထဲမှာခံစားသွားရတယ်ဆိုတော့မျိုးမရှိဘူးငါမေးတာနဲ့ကွာဒီငါမေးတာနဲ့ဘာအဲ့လိုကောင်ကြီးဘာလို့အဲ့လိုမျိုးအမကအဲ့လိုမျိုးအဲ့လိုကောင်တွေကဘဝမှာဘာမှမဖြစ်ထုံးလို့အမကိုရှောက်ပြောနေရငါဘဝမှာဖြစ်ထုံးတယ်ငါပတ်ဆက်လဲအလုံးလောက်ရှာနိုင်တယ်မိသားစုရောအိမ်အောင်ရေးရောတငယ်ချင်းလူမှုရေးရောမှာလည်းအကုန်လုံးအဆင်မပြေနေရဘာမှမရှိဘူးအကုန်လုံးလဲကိုဒီအသက်အရွယ်မှာဒီသူများလုံနိုင်တဲ့ပေါင်တွေကဆိုကိုနေ့တိုင်းလဲရိမ့်စိတ်ညစ်နေရတာမျိုးမရှိဘူးပေါ့နော်ကိုထိန်ချုပ်လို့မရတဲ့အရာတွေအတွက်စိတ်ညစ်ရတာမျိုးပဲရှိမယ်ကိုဘဝကိုတကူရေးစားမှာငါအရင်ကြီးစိတ်တက်ကြပြီးတော့စိတ်ညစ်နေရဒါကြီးကမပြေမလဲဖြစ်နေရငါဒါကြီးကိုဘယ်လိုလုပ်လိုက်ရမလဲဆိုပြီးတော့စိတ်ညစ်နေရမျိုးလည်းမရှိဘူးနေ့တိုင်းပောက်ကရတွေလုပ်ပြီးတော့ဖြစ်နေရပဲဆိုတော့သူတို့မဖြစ်ထွန်းရှာလို့သူတို့ပြောစရာမရှိလို့ပြောတယ်ပေါ့တကယ်အဲ့လိုပဲတွေ့အမစိတ်တယ်အဲ့လိုမနာနော်အဲ့လိုဆိုတော့အဲ့လိုဆဲတာကအဲ့လိုမလောင်တတ်ဘူးအဲ့လိုပြောသူတို့ကြတော့ရောဘာလို့ပေါ့နော်အဲ့ဒီအဲ့လိုဖိုးဝါကြီးစုတဲ့ကောင်လေးကြောင့်ဘာလို့အခုအဲ့လိုအရန်ထကြွလိုက်လို့မှထင်တယ်ဒါကတော့ရဲ့ trend ကလက်ရဘဲကိုသွားနေတာဆိုတော့အဲ့လို Andrew Tate တို့ဘာလို့ကြီးဆိုလာတဲ့အချိန်ဆိုအရင်တော့ဆိုတာပြောတာဒါမျိုးပြောတာအရင်ရှက်ဆရာကောင်းတယ်လို့တွေးရလေနိုင်ငံသားမှာဟိုကပြီးတော့နေ့စဉ်နေတော့ပပလီဒီလားတချို့လို့ ideology ဆိုလို့ရှိရင်ဒီကိုယ်တိုင်ကစားသူ့ပြောမှန်တာပဲဆိုတော့ဖြစ်သွားတယ်ပြီးတော့ပြုတ်မှမဟုတ်သေးပါဘူးဆိုပြီးတော့ပေါ့နော်တည်ရမလားအဲ့လိုမျိုးဖြစ်သွားပါတော့အဲ့ဒါဆိုလေတယောက်ကထောက်ပြခါကျတော့ကိုယ့်တက်ကိုစဉ်းနိုင်တော့ပြောသူတို့ပြောလဲဟုတ်ပါတယ် make sense ဖြစ်ပါတယ်ပြီးမှမဟုတ်သေးပါဘူးဆိုပြီးအဲ့လိုမျိုးပြန်ဖြစ်သွားတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒါတော့ psychology သင်တဲ့ဟာမှာပို့ပြီးတော့ထက်ခါပြောရင်လူကအမှန်လို့ထင်တယ်အဲ့လိုတစ်ခါအဲ့အကြောင်းလေးထက်ခါပြောလို့အမှန်လို့ထင်တာမှမဟုတ်အဲ့လို Facebook တို့ဘာလို့မှဆို review လုပ်ရတဲ့လူတွေရှိရမလားအဲ့လိုအရင်ဆိုးရွားပုံနေလေအဲ့လိုညဉ့်ညမ်းတဲ့ပုံတွေပဲဖြစ်ဖြစ်အကြမ်းဖက်တဲ့ပုံတွေပဲဖြစ်ဖြစ်အဲ့အမျိုးတွေ review လုပ်ရတဲ့သူတွေဆိုလို့ရှိရင်သူတို့ကပြန်ပြီးတော့ကုရတယ်လေသူတို့အမျိုးအဲ့ဟာတော့အလုပ်ရှင်ကပြန်ပြီးတော့လုပ်ပေးရအမျိုးတွေရှိအဲ့ဒါဘလောက်ပဲစိတ်ဖြစ်တဲ့သူလို့ပြောထက်ခါမြင်သူတို့စိတ်မှာတက်ရောက်မှုရှိကိုရှိတယ်အဲ့တော့ခုနကပြောတဲ့ဟို ideology တွေကလည်းထက်ခါကြားရမြင်လာရင်ဟုတ်မှာပဲဆိုပြီးတော့သိရမလားအဲ့လိုမျိုးအတွေးကကိုကြောင့်မဟုတ်ဘူးအဲ့လိုထက်ခါဖြစ်မှုကြောင့်အဲ့လိုဝင်လာတာမျိုးရှိတော့တစ်ဖက်ကလည်းမဟုတ်ပါဘူးဆိုတော့အဲ့ကိုပြောချင်တဲ့ဟာကိုအဲ့လိုထက်ခါပြန်ပြောပေးဖို့လိုတာပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့လိုမျိုးအဲ့လိုတော်တော်များမပြောချင်ကြဘူးအဲ့ဒါကိုအစိတ်ခံရမှာဖြစ်တယ်ဆိုပြီးတော့အဲ့ဘာကြတော့အစိတ်ခံရတာလောင်နေတဲ့မှာမပါတော့သူတို့ဘလို့နေအဲ့လိုပြောတယ်ပေါ့အဲ့လိုပြောလူဆဲဆိုကြတခါကျလို့ရှိရင်ဟိုပြန်ဆဲဟာမျိုးရှိတာငယ်တော့ရှိငယ်တော့ကျတော့အရင်တော်ကွာသွားငယ်အသက်ကြီးလာနဲ့ငယ်တော့ကနေလေငယ်တော့ပို့စိုးတာငယ်တော့ကကိုကငါကြီးတာလဲမပြောင်းအောင်လို့ထင်ခဲ့တာသိလားကိုဟုတ်ဘူးနော်မဟုတ်ဘူးလုံးဝမဟုတ်ဘူးငယ်တော့ဆိုငါအသက်ကြီးလာလဲဒီလိုပဲနေပါပဲငါပုံစံမပြောင်းလို့ထင်ခဲ့ပြီမဟုတ်ဘူးသိလားပြောင်းအောင်ပြောင်းတယ်အရင်စကားပြောတဲ့အသက်ကလေလူငယ်တွေတော့ပြောရင်တော့လက်ခံမှာမဟုတ်ကိုလူငယ်တော့လည်းလက်မခံဘူးရအောင်အဲ့လိုကလေးတွေတော့ပြောလက်ခံမှာမဟုတ်ဒါပေမဲ့ပြောင်းအောင်ပြောင်းတယ်အဲ့ငယ်တော့ကျတော့ပြန်ရင်းတယ်အဲ့လိုညင်းနိုင်လိုက်ရတာကိုလည်းကြိုက်တယ်ညင်းရတာကိုလည်းကြိုက်တယ်ဟို
online မှာမဟုတ်ဘူးတကယ်ချင်းနေဆိုဘယ်သူမှပြန်မငင်းဘူးနာကြီးလို့လွတ်ပေးထားတယ်တပင်းတော့ဟင်းတော့ပဲနေကနေပြောချင်တာပြောဆိုရဲဟာမျိုးအဲ့လိုမျိုးအဲ့တော့အဲ့ပြန်ဟိုဖြစ်တဲ့ဟာညင်းတယ်ဒါပေမဲ့ကြီးလာတော့အဲ့လိုမရှိတော့ဟိုအဲ့လိုညင်းလို့နိုင်တယ်ဆိုတာလည်းဗာတိတ်ပဲမှာရှိနေတယ်လို့မထင်ဘူးပေါ့နော်အဲ့လိုကိုလှောင်ချင်းလှောင်လိုက်တယ်အဲ့လိုတကယ်ချင်းနေနဲ့ပြောပြီးတော့တချို့ဟာဆိုတချို့ကျတော့သူတို့ attention လိုချင်လို့လုပ်နေအောင်attention ရတယ်ဆိုလို့ရှိရင်သူတို့ပြန်ဆဲလဲသူတို့ကပျော်တယ်မရရင်သူတို့ကပို့ပြီးတော့လောင်တယ်ကိုယ်ဆဲလို့ကိုလောင်မယ်လို့ထင်တာတယ်သူတို့ကအများကြီးပို့ပြီးတော့လောင်တယ်အဲ့တော့သူတို့ attention မပေးတော့ဘူးပေါ့ပြောချင်လို့ screenshot ယူပြီးတော့တကယ်ချင်းချင်းဟိုဟန်နီတို့ဆိုလည်းလာပြပဲလို့ချင်းချင်းပဲလောင်ပြီးတော့ဟဲ့ယူနေကြလားမသိဘူးနော်ဆိုပြီးတော့ရီလိုက်တယ်အဲ့လောက်ပဲကျန်တာအဲ့လိုဟိုပြန်ဟိုမဖြစ်ဘူးအဲ့လိုမျိုးအဲ့ဆိုအဲ့လိုတချို့ကြောက်လဲအဲ့လိုအမှန်တဝက်အဲ့လိုသူတို့ကြားဘူးနာဝါရှိတဲ့ဟာတဝက်အဲ့လိုမဟုတ်တဲ့ဟာတဝက်အဲ့လိုထည့်လိုက်တာပေါ့နော်ဟိုနေ့ကဆို comment တစ်ခုမှတွေ့တာဘယ်ရန်ဖြစ်တာလဲအများလုံးတို့ကိုယ်ဆဲတာလဲအများလုံးတို့ဘယ် post လဲတော့မမှတ်မိတော့ဘူးလို့သူများလာပြတဲ့ဟာပါပဲ comment တစ်ခုမှတွေ့တာ account တူပါပဲသူကပြောထားလဲဆိုတော့ဗာလဲအမတဲ့အဲ့လို agency ဖွင့်ပြီးတော့တဲ့မဖြစ်စလောက်လာစာပေးပြီးတော့တဲ့သူများ idea တွေခိုးတာတဲ့သူများ idea တွေအသုံးချတာပေါ့နော်အခုတော့ထမင်းသူပြောတဲ့စကားဒီကြထမင်းလေးရောင်းနေတယ်အဲ့တော့အဲ့ဟာကြာချင်းအမဘက်ကဖြစ်တဲ့ responseငါထမင်းမရောင်းငါရောက်တယ်ဒီရတူဖိုင်နော်အော်ဒီဘိမတို့လိုလှစားနေပဲထင်တောင်းနေကြတယ်ဆိုတော့အဲ့လိုမျိုးမြေအရှိတပိုင်းဆိုလေအဲ့လိုသူများ idea ကိုလွယ်သုံးနေဆိုတော့တအားကြီးရကိုကြည့်မရတဲ့သူကတော့အဲ့ဒါဖတ်လိုက်အော်ဒီမိမတို့လိုလုပ်နေရလားဆိုပြီးထင်ကောင်းထင်တော့မှာပေါ့နော်ဒါပေမဲ့ထင်တဲ့အဲ့လိုလူတွေပါကိုဘာမှလိုက်ရှင်းပြလို့မရဘာမှမတတ်နိုင်ဘူးဒါပေမဲ့အရင်ကြီးရတာဘာလဲဆိုတော့အဲ့ဒါအမဝန်ထမ်းတွေကိုလာမေးရဆိုလို့ရှိရင်သူတို့အဆန့်ကျင်ပဲပြောလိုက်ပဲဘာလို့ဆိုတော့အမဝန်ထမ်းတွေလာပြရင် idea ကိုတော့ရုံမသုံးတိတ်လားဝန်ထမ်းတွေအမအမြင်ကတ်ချင်းကသူတို့ idea ကိုမသုံးလို့ဆိုပြီးတော့အမြင်ကတ်မှာသူတို့ idea ကို approve မပေးလို့သူတို့ idea ကိုဟိုမသုံးလို့ကောင်းတယ်လို့မယူဆလို့မသုံးတာဆိုပြီးတော့အဲ့ဒီအတွက်ပဲအမြင်ကတ်ရင်ကတ်မှာသူတို့ idea ကိုခိုးသုံးလိုက်လို့အမြင်ကတ်တယ်ဆိုတာတော့ဖြစ်လာမှာမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်ဘာလို့ဆိုတော့တောက်လျှောက်အခုဒီ covid နောက်ပိုင်းမှာဒါအမအများကြီးဝင်မပါတော့အရင်တော့တောက်လျှောက်ကကျတော့ကိုပြောတဲ့ဟာကိုပဲဝိုင်းလို့ကြပြီးတော့ဖြစ်လာတာမျိုးပေါ့အခုမှဒါအရင်အေးလှုပ်ဆိုပြီးအကုန်လုံးလွှတ်ထားတဲ့ဟာမျိုးဆိုတော့အဲ့ဆိုလေလုံးဝဟိုစန့်ကျင်ပဲဖြစ်နေတာပေါ့နော်အပြင်ကလက်တွေ့နေအဲ့လိုမျိုးကြတော့အဲ့ဒါတွေကိုကြတော့ဘာမှဟိုလိုက်ရှင်းပြလို့မရဘူးသိရမလားလို့ဟာစိတ်ကျင်နေအောင်အဲ့လိုမျိုးပြီးတော့အဲ့လိုဟို AI စာအုပ်ထုတ်တုံးဆိုလို့ရှိရင်လည်းဝိုင်းပြောကြတဲ့ဟာမှာတယောက်ကလည်းသူ့အိမ်မှာလည်းဗာလဲအဲ့လိုဘာလူစာရေးဆရာရေးတဲ့စာအုပ်ဘယ်စာအုပ်မှကောင်းကောင်းဖတ်ဖူးတဲ့ပုံမပေါ်ဘူးတဲ့အဲ့လိုမျိုးကျတော့ကိုဘလို့လိုက်နေမလဲငါရဲ့စာအုပ်စင်ကြည့်လို့ရိုက်ပြတော့သူဘလို့မှအဲ့ဒါလိုက်နေမှုအတိတ်ပဲရှိမနေဘူးပေါ့နော်အဲ့လိုသူတို့ဘက်ကအဲ့လို okay ဒါအနုပညာကို AI နဲ့မလုပ်သင့်ဘူးဆိုတော့ဒီယူဆချက်ကိုကလက်ခံတယ်ဒါသူ့အထင်မြင်ချက်ပေါ့နော်ကိုကလုပ်သင့်တယ်လို့ယူဆရင်ယူဆမယ် तू ကမလုပ်သင့်ဘူးလို့ယူဆတယ်မလုပ်သင့်ဘူးလို့ယူဆတဲ့အတွက် तू ဒါကိုမထောက်ခံအောင်ဆိုပြဿနာမရှိဘူးဒါအဆင်ပြေရပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တခြားမဟုတ်တာလျှောက်ပြောတဲ့ဟာကြီးကျတော့ဘလို့မှဟိုရှင်းပြလို့မရဘူးလေပို့ဆိုးတာအမမသိတဲ့သူတွေပြောတာကိုဘလို့မှမနေဘူးအဲ့လိုစိမ့်နေကိုမသိတဲ့သူတွေသူကသူပြောချင်တာပောက်ကြရတယ်ပြောအဲ့လိုကြောက်ဘူးနာဝါးရည်နဲ့တဝက်လျှောက်ပြောဒါပေမဲ့တချို့သိတဲ့သူတွေကပါအဲ့လိုလေဟိုတခုခုဆိုလို့ရှိရင်အရန်ဟိုစွန်းကြီးလောင်းကျင်ပြီးတော့လေနင်တော့ပြောခံနေရပြီဒီမှာလာကြည့်ဆိုအဲ့လိုမျိုးတွေရှိတယ်သိလားအကောင့်ထဲမှာလေအဲ့လိုလေတယောက်ဆိုAN စာအုပ်ထုတ်တော့သူနဲ့ကိုယ်နဲ့ဘာပြဿနာမှလည်းမရှိဘူးအရင်ရောမခင်ဘူးနော်ဟန်နီတို့လိုမျိုးခင်တဲ့သူတော့မဟုတ်ဘူးဘာပြဿနာမှလည်းမရှိဘူးဒါပေမဲ့အဲ့ဒီမှာအဲ့လိုကွာတော်တော်ဆူဆူပေါ့နော်မတေးချမ်းမှတ်မိတော့သူရေးတဲ့ဟာကိုအဲ့လိုအမစီကဒါမျိုးထွက်လာမယ်လို့မထင်တာကိုအရင်နှိမ့်ကြတာပဲဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးဟိုဖြစ်တာအမှန်တကယ်ဆို okay သူမကြိုက်ရင်မကြိုက်နဲ့ပေါ့နော်ဒီဟာဒါမှမဟုတ်လို့ရှိရင်နေဘာလို့လုပ်လဲဆိုတော့သူနဲ့မနဲ့ friend လေအပြင်မှာလည်းစကားပြောဘူးလေအပြင်မှာလည်းတွေ့ဘူးလေ online မှာလည်းစကားပြောဘူးလာမေးလိုက်လို့ရပဲဒါကြီးကတော့မကောင်းပါဘူးနေဘာလို့လုပ်တာလဲဆိုပေါ်တင်လာပြောလို့လည်းရတယ်ကွာဒီအဲ့လိုမဟုတ်ဘဲနဲ့သူကအဲ့လိုမျိုးကြီးဟိုဖြစ်ထားပြီးတော့အဲ့လိုဆိုတော့အဲ့ဒီမှာဝင်ပြီးတော့ okay အဲ့လိုဒါပေမဲ့အဲ့လိုပဲပေါ့နော်အဲ့ဒါကြောင့်လည်း like ရှင်းပြလို့မရနေရောအဲ့လိုထင်ကျင်တာထင်ဖို့အဲ့လိုပဲထားလိုက်တယ်အဲ့လိုမျိုးခုနကဆိုလို့ရှိရင်လည်း AI စာအုပ်ကိုအကြောင်းထည့်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒါကအမလုပ်ခဲ့တဲ့ site project လေးပေါ့နော်သိရမလားရေရှည်လောက်ရတဲ့ဟာမျိုးဒါပေမဲ့ site project တွေအများကြီးပဲအမခြားထဲမှာလုပ်တဲ့ဟာမျိုးရှိရပေါ့နော်တောင်းတခုဆိုလို့ရှိရင်စာအုပ်တွေငါတဲ့ဟာမျိုးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လည်းမိုက်တွေပေါ့နော်ဆိုတော့အဲ့လိုမျိုး site project တွေလည်းအများကြီးပဲရှိရဒီဟာတွေအကုန်လုံးကိုခုနပြောလို့ idea တွေအပိုင်းရနေတော့ထားလိုက်တော့ဒီလုပ်ကိုဆက်လုပ်မယ်မလုပ်ဘူးဆိုတော့ဟာကြတော့ဘာလို့ပြေးသွားလို့မလုပ်တော့တာဟုတ်လို့ရှိရင်အဲ့လိုဟုတ်တယ်တချို့ဟာတွေကပြင်းသွားလို့တချို့ဟာတွေကျတော့ဘလို့မှအိစာအုပ်ငားတဲ့ဟာဆိုလို့ရှိရင်အဆင်ပြေရတဲ့သူတွေလည်းအရင်ပြောတယ်အမလည်းလောက်ရတာပြောတယ်ဒါပေမဲ့အဲ့လိုစာအုပ်ပြန်မပေးကြတာတွေအဲ့လိုမျိုးရှိရပေါ့ရှိရစာအုပ်ပြန်မပေးကြတယ်ပြီးတော့ရေရှည်ကျတော့အဲ့ပိုးကနဲ့အမကျတော့ပတ်စံနဲ့အများကြီးမယူချင်ဘူးပေါ့နော်ဒါကကိုယ့်ရဲ့ဟိုအမျက်ရှာနေတဲ့အလုပ်လည်းမဟုတ်တဲ့အခါကျတော့အဲ့တော့ဟို
တိတ်ပြီးတော့ sustain မဖြစ်ဘူးပေါ့အဲ့လိုရေရှည်မရက်တည်နိုင်ဘူးအဲ့လိုမျိုးဟာကြတော့အဲ့လိုအရှုံးခံပြီးလုပ်နေရဥမာမူဂျိုလိုမျိုးခဏအရှုံးခံပြီးလုပ်လိုက်ပြီးပြန်လဲပတ်အဲ့လိုမျိုးဆိုရင်တော့တစ်မျိုးဖြစ်ဟိုဆိုပေမဲ့အဲ့ဒီဟာကျတော့ရေရှည်လုပ်ဖို့ကအလောက်ကြီးဟိုအမြဲမရှိနေဘူးပေါ့နော်တခြားပုံစံတစ်မျိုးနဲ့လုပ်နိုင်ဥမာကို delivery သမားကိုခန့်တာစပိန်နဲ့ဖြစ်ဖြစ်လိုက်ပို့အဲ့လိုမျိုးတွေပို့ပြီးတော့ထဲထဲဝင်ဝင်လုပ်နိုင်ရင်တော့ပို့ဖြစ်နိုင်မှာပေါ့နော်ဒါပေမဲ့ဟုတ်တယ်တခြားဆက်ဆက်ပေါ့နော် like logistic လိုမျိုးလုပ်နေဟုတ်တယ်ဟိုကကျတော့တစင်းလောက်ရတာကြီးကျတော့အဲ့လိုမျိုးအရင်ကြီးတိတ်ပြီးတော့ဟိုပြီးတော့ကြီးလာဖို့လည်းခက်တယ်ပေါ့နော်အဲ့လိုဟာမျိုးကျတော့အဲ့လိုတွေးမိပြီးတော့အဲ့ဒါကျတော့ဆက်မလုပ်ဖြစ်တော့အဲ့လိုမျိုးကြိုက်တာတော့အဲ့ဒီဟာလောက်ရတာအရင်ကြိုက်တယ်ကိုယ်ချိန်စောင်းတွေအများကြီးရှိသေးတယ်လို့ဝယ်ထားတာတခြားရောအဲ့လိုမျိုးဒီကဒါတော့ညာ side business အကြောင်းပြောပါတော့အဲ့လိုမျိုးတခြားအဲ့လိုမျိုးဟိုမအောင်မြင်နဲ့ရက်လိုက်တဲ့project မျိုးရှိလား product ရှိလား business ထဲမှာတော့အရင်မရှိအမခုနပြောသလိုပေါ့အမမနိုင်တော့ဘူးထင်ဘာမှဝင်လောက်တဲ့ဟာမျိုးမရှိဘူးဒီဟာဆိုလဲအထက်ခါခါစဉ်းစားပြီးအမဒီအမရာဆိုလို့ရှိရင်လည်းအမအရင်အလုပ်ထွက်တယ်ပေါ့နော်အလုပ်ထွက်ပြီးတော့အကိုကအလုပ်ဆက်လုပ်နေသေးတယ်အဲ့ဒါကိုတွက်တယ်ဘယ်နှလလောက်တပြားမှမမြတ်ရင်ဘယ်လောက်ကုန်မလဲဆိုတာနှစ်နှစ်လောက်တပြားမှမမြတ်ရင်ဘယ်လောက်ကုန်မလဲတွက်ပြီးတော့အဲ့ပစံအကုန်ခံနိုင်တယ်ဆိုတော့မှစလုပ်တာပေါ့အဲ့တော့အဲ့နှစ်မှာအမြတ်ရဖို့အရင်ကြီးဟိုလိုက်လို့စရာမလိုဘူးပေါ့နော်ပုံမှန်ကိုဟာတိဆောက်သွားလို့ရတယ်ဆိုတော့အဲ့လိုမျိုးဟာအဆင်ပြေတယ်တခြားအိမ်မှာဆိုလို့ရှိရင်လည်းအဲ့လိုထမင်းဆိုင်လူမူဂျိုဆိုလည်းတွက်ထားရပေါ့နော်ဘလောက်ဟိုဟာဖြစ်ရင်တော့ဘလောက်မြတ်မယ်ဘလောက်ဟိုဟာမဖြစ်တော့ဘလောက်စိုက်ရမယ်အဲ့ဒါအများဆုံးဘလောက်စိုက်နိုင်လဲဆိုကိုတက်နိုင်တဲ့ပမာဏအတွင်းဆိုအလုပ်လိုက်တယ်ပေါ့နော်အဲ့လိုဆက်သွားဖို့ကအဆင်ပြေတယ်ပေါ့ရေရှည်လုပ်တဲ့ဟာမျိုးတွေfailure story အနေနဲ့ပြောလို့ရှိရင်ကြတော့ဟိုလိုမျိုးပေါ့တချို့ page တွေမရခဲ့တာမျိုးဆိုရင်တော့ရှိလိမ့်မယ်အဲအစားပိုင်းမှာအဲ့လိုပုံမှန်လုပ်ငန်းအကြီးကြီးကြောင့် page ခေါ်တဲ့ဟာမှာဟိုအရန်ကိုအထားမသိသေးကိုမရလိုက်တာတို့အဲ့လိုတချို့ဟာမျိုးတွေရှိတယ်ဒါပေမဲ့နောက်ပိုင်းသိလာတာကြတော့ဟိုငငယ်တုန်းကကြတော့ထင်တာကိုအကောင်းဆုံးဖြစ်ရင်ကိုဝန်ဆောင်မှုအကောင်းဆုံးဖြစ်ရင်ကိုရည်သွေးအကောင်းဆုံးဖြစ်ရင်ရမှာပဲပေါ့နော်တကယ်ကြတော့လို့မဟုတ်တကယ်ကြတော့လူမှုဆက်ဆံရေးအဲ့လိုသူတို့နဲ့သိတာမသိတာတချို့ဆိုပေါ်တင်လက်ထိုးပြီးတော့ရသွားတဲ့ဟာမျိုးတွေလည်းရှိတယ်အဲ့လိုမျိုးသူတို့အဲ့ဟိုဒီဟိုဘက်ကဆုံးဖြတ်တဲ့သူလက်ထိုးတာအဲ့လိုမျိုးမကောက်ဘူးအဲ့လိုမျိုးတကယ်ပတ်စံပါပြီးတော့အဲ့လိုမျိုးအဲ့လက်ထိုးပြီးရသွားမျိုးတွေရှိရလူချင်းသိလို့ခင်လို့ပေးရမျိုးတွေလည်းရှိရအဲ့လိုမျိုးဘာမှမရှိဘူးဘာမှမကောင်းတဲ့ဟာကျင်းဝန်းနဲ့မညီရပြဿနာမရှိဘူးဆိုရင်တော့ကိုကဈေးကြည့်နေလို့မရလည်းရှိတယ်ငငယ်တော့ဆိုလို့ရှိရင်တော့တချို့ page မအောင်တဲ့ဟာတွေကို fee ဖြစ်ဖူးတယ်အဲ့တော့ငါဒီလောက်လောက်ထားတဲ့ဟာပေါ့နော်ငါ proposal ဒီလောက်ကောင်းနေတာသူများကဘယ်လောက်ငါထက်ဘယ်လောက်ပိုကောင်းနိုင်မှာမို့လို့မရရလဲပေါ့အနည်းဆုံးတန်းတူတော့မှာပဲပေါ့နော်ဘာလို့မရရလဲဆိုပြီးလိုက်ရှာတော့အဲ့လိုမျိုးတချို့ခုနအကြောင်းတွေတွေ့တာပေါ့အဲ့တော့နောက်ပိုင်းကျတော့စင်ကာပူက client အနေနဲ့အလုပ်လုပ်ဖြစ်တာများစင်ကာပူကကျတော့လက်ထိုးဖို့ကအရင်နေတယ်လုံးဝမဖြစ်နိုင်တော့ဘယ်လိုမှဖြစ်လို့လည်းမရဘူးပေါ့နော်ဖြစ်ရင်တိုင်သူတို့စီမှာပြဿနာတက်မှာဆိုတော့အဲ့ဒါပြီးတော့အဲ့အလုပ်လုပ်တဲ့ဟာပြီးတော့သူတို့ကဈေးသက်သာဆုံးရွေးရဆိုကိုကဘယ်လိုပဲဖြစ်ဈေးသက်သာဆုံးဖြစ်မဲ့ဟာမှန်ပြီးထိုက်ပေးလိုက်အဆင်ပြေတယ်ပေါ့အဲ့အရှိပိုင်းတော့ကတော့အဲ့လို agency မှာအရင်ဟိုလိုစမ်းတော့ဝါနဲ့လုပ်ရတဲ့အချိန်တွေမှာတော့အဲ့လိုတိတ်အဆင်မပြေတဲ့ဟာမျိုးတွေရှိတယ်အဲ့လိုမျိုးနောက်အမကျတော့စကားပြောတာကကိုဘယ်လောက်လုပ်လဲဆိုတာရှင်းပြတတ်တယ်ကိုဘာကြီးလုပ်လဲဆိုတာရှင်းပြနိုင်တယ်ဒါပေမဲ့အဲ့ငငယ်တုန်းကဆိုဒီပြီးတော့အောင်မရောင်းတတ်ဘူးပေါ့နော် deal မ close လုပ်တတ်ဘူးအဲ့လိုတချို့ကြအရန်တွန်းတာအဲ့လိုမျိုးဘယ်တော့ဟိုကဖြစ်မလဲဒီကဖြစ်မလဲအမကျအဲ့လိုစကားကြီးပြောရမှာအားနာတာအဲ့လိုမပြောတတ်ဘူးမပြောထွက်ဘူးအဲ့တော့စကားပြောတဲ့ meeting တစ်ခုလောက်သွားပြီးဘာမှလည်းမဖြစ်လာအဲ့လိုမျိုးဖြစ်ခဲ့တဲ့ဟာတွေလည်းတော်တော်များတယ်ဒါပေမဲ့နောက်ပိုင်းကျတော့နည်းနည်းသိလာရောဒီလိုဆိုရင်တော့ဘယ်လိုလေးပြောပြီးတော့ဘယ်ချိန်ဘယ်လိုဝင်လို့ရှိရင်ဒါရမယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့လိုမျိုးတွေအဲ့လိုရှိနည်းနည်းလိုပဲအဲ့လိုကိုဘက်ကအကုန်လုံးပြီးသွားတဲ့ခါကျလို့ရှိရင်အဲ့လိုလေးနောက်ကနေတွန်းရတာ close ရတဲ့အပိုင်းတော့တည်လိုက်တွန်းလိုက်ငါပြောလိုက်ရင်တည်ရမလားအရင် burden ဖြစ်သွားမှာဒါပေမဲ့ဒါကလေပြောဟုတ်တယ်ဘယ်လိုဝင်ရမယ်ဆိုတဲ့ဟာအဲ့ဒါလည်းဟုတ်တယ်အဲ့ဒါ skill တခုဟုတ်တယ်psychologist နဲ့ပတ်သက်ပြီးလုပ်ဖို့ရှိရနောက်တခြားပါရှိတယ်လောလောဆယ်တော့ကြည့်နေဦးပေါ့နော်ဘယ်လိုဖြစ်လာမလဲတော့မသိဘူးဆိုပေမဲ့အဲ့လို sorry ရမူဂျိုအခွဲဖွင့်တာမျိုးဒါမှမဟုတ်လို့ရှိရင်နည်းနည်းမူလာတန်းကြောင်းပေါ့မူလာတန်းကြောင်း international school မှာတေးလေးပေါ့နော်အဲ့လိုမျိုးပညာရေးဘက်ကိုသွားတဲ့ဟာမျိုးလုပ်ချင်တာရှိရယ်စဉ်းစားနေတော့ပေါ့နော်အမခုနပြောလို့စဉ်းစားပုံဖော်တာအရင်ကြတယ်အမအဲ့လိုလုပ်လိုက်ရှင်ဒီဟာတလူဖြစ်ရင်ဒီဟာတလူဖြစ်သွားမယ်အဲ့ကြလို့ရှင်ဘယ်ဟာဘလူဖြစ်ကိုယ့်ကိုအဲ့လိုအမြဲပုံဖော်ပြီးတော့အကြာကြီးပုံဖော်ပြီးတော့ဖြစ်နိုင်တဲ့ပြဿနာတွေကိုဟုတ်တယ်အဲ့လိုမျိုးချမရဘရောမ business plan ကိုချမရဘူးအဲ့လိုခေါင်းထဲမှာအဲ့လိုမျိုးပုံဖော်ဟိုလူကဟိုလိုဖြစ်နိုင်တယ်ဒီဟာဒီလိုဖြစ်နိုင်တယ်ဒီမျိုးနဲ့မှဒီလိုဖြစ်သွားမှာဖြစ်အဲ့လိုမျိုးစဉ်းစားပြီးတော့ပုံဖော်တာတော်တော်လေးအဆင်ပြေလာပြီဆိုတော့မှစပြီးတော့အပြည့်မှာအကောင့်ထဲဖော်တာပေါ့နော်အဲ့တော့အဲ့ပုံဖော်တဲ့
အချိန်ကတော့တော်တော်ကြာတယ်အဲ့တော့အခုကျောင်းဆောက်ဖို့စပြောရဲဆိုတော့တစ်နှစ်လောက်ဆိုရင်နောက်2နှစ်လောက်တွင်တော့ဖွင့်ပြမှာပေါ့နော်အဲ့လိုမျိုးရှိရဲနောက်အဲ့တရုပ်စာတင်တဲ့ app တစ်ခုလုပ်ချင်တယ်အဲ့ဒီဟာလည်းပြောရလဲတော်တော်ကြာပြီလုပ်မယ်ဆိုပြီးလုပ်နေတဲ့အချိန်မှာအဲ့ monthly ငလေးဖြစ်သွားပြီးတော့အဲ့ဒီကနေစပြီးမလုပ်ဖြစ်တော့ဆိုတော့တစ်နှစ်ကြောလောက်ရှိပြီပေါ့နော်အဲ့ဒီဟာလည်းလုပ်ချင်တယ်အဲ့ဒီဟာရှိတယ်အဲ့ဒါအရင်ကြီးဟိုကျတော့ဟိုအစားမငွေရင်းနှီးအများကြီးမပါတဲ့ဟာတွေပေါ့နော်အဲ့လိုဟာမျိုး အဲ့ကျတော့ဟိုမြန်မာbase လားအဲ့လိုမြန်မာဘာသာနဲ့တရုတ်လိုသင်ပေးမှာပြောချင်တာလား ဟုတ်တယ်သူကအခုကသူ့ app ကရှိပြီးသားအင်္ဂလိပ်လိုနဲ့သင်နေတာအဲ့ဒါအမအကုန်လုံးမြန်မာလိုပြန်ချပြီးတော့သူစီကကိုယ်စလဲယူပြီးတော့မြန်မာလိုသင်ပြမှာပေါ့အဲ့လိုပြောအဲ့တော်တော်အဆင်ပြေရဲ့အဲ့ app ကကိုယ်တိုင်နဲ့သုံးလို့အဆင်ပြေတော့သူများတွေကိုလည်းအဲ့လိုဆရာမရှိဘဲနဲ့ရှိသမျှသူလိုက်သုံးခိုင်းနေရဟာဆိုဒါပေမဲ့လူတိုင်းအင်္ဂလိပ်လိုမတတ်ဘူးလေအဲ့တော့မြန်မာလိုပဲတက်တဲ့သူတွေအဆင်ပြေအောင်ဆိုပြီးတော့အဲ့ဒါကိုမြန်မာလိုလုပ်ချင်တာပေါ့အဲ့ဒီဟာအဲ့လေးလုပ်ချင်တယ်ကျွန်တော်တော့အဲ့ခုနအဲ့စားတင်တာအခုကတစ်နှစ်ခွဲလောက်ကျန်သေးတယ်အဲ့ဒါပြီးသွားရင်တော့အဲ့လိုကျောင်းမဆက်တက်မလားဒီမှာပဲစပြီးတော့လုပ်ကြည့်ရမလားတစ်ချက်ဟိုဖြစ်ပါဘူးတော့ကျတော့ဟို psychology ကကျတော့မရိုးရှင်းဘူးဒီတခြားလုပ်တယ်လို့ကိုကဟို practice လုပ်မယ်ဒီဟာကိုတကယ်ဟိုစကားပြောတဲ့ဟာအလုပ်လုပ်တော့မယ်ဆိုရင်တော့ကိုမ supervisor တွေရှိဖို့ပြီးနာရီပြေးဖို့ဘယ်နာရီကို supervisor နဲ့ဘယ်နာရီရှိမှကိုတယောက်တစ်ဆက်လုပ်လို့ရမယ်ဆိုတော့အဲ့လိုတချို့အကန့်အသတ်တွေရှိတော့အဲ့ဒီဟာတွေကိုလို့ကိုယ်အချိန်နဲ့လိုက်ညှိပြီးလုပ်ရမှာရောရှိတာပေါ့လို့အဲ့ဟာလည်းမ pursue လုပ်တော့မှာပေါ့အဲ့ဒါတော့တောက်လျှောက်အဲ့ဒါတော့ဟိုအဲ့ဒါကြတော့ရေရှည်မှာလည်းအဲ့လိုတခြားနိုင်ငံသွားလဲလုပ်လို့ရတယ်ဟို license တော့ပြန်ဖြေရမှာပေါ့နော်အနောက်နိုင်ငံဆိုရင်တော့လုပ်လို့ရတယ်ပြီးတော့ဟိုစိတ်ပါတဲ့လောက်ပဲလုပ်လို့ရတယ်အလုပ်လိုမျိုးလဲဟိုလိုမျိုး9-5လုပ်เสียမလို့တဲ့အလုပ်ဆိုတော့အဲ့ဒီဟာအဆင်ပြေပြီးတော့ AI insulated skill ဆိုရဲအဲ့လိုမျိုးဟုတ်တယ်အဲ့ AI ဟာပြီးတော့အဲ့ဒီဟာကိုနည်းနည်းဒါတော့ဟိုပို့ပြီးတော့ကြီးတဲ့ဟာပေါ့နော်အဲ့ဟိုပြဿနာအထူးသဖြင့်မြန်မာပြည်မှာဆိုရင်တချို့တွေကဒီစိတ်ကျန်းမာရေးကိုနည်းနည်းလေးသိလာကြပြီပေါ့ဟိုအများကြီးတော့မသိသေးဘူးလူကြီးနဲ့ချိုးချရင်ဘယ်လောက်မှမဟုတ်သေးဘူးဒါပေမဲ့အရင်10နှစ်လောက်နဲ့ရှင်အများကြီးပို့ပြီးသိလာကြပြီဒါပေမဲ့အမတချို့ပြောစကားပြောဖြစ်တဲ့ကလေးပေါ့နော်အမအမြင်ကလေးတွေအဲ့လိုနေရာစုံမှာစကားလိုက်ပြောတယ်လို့18-19ကလေးတွေနဲ့ဆိုရင်တချို့ကျတော့သူတို့ကိုသူတို့သိတယ်သူတို့မှာယောဂလည်းကြီးကြီးမားမားဖြစ်နေရဲ့စိတ်ကျန်းမာရေးနဲ့ပြဿနာပေါ့နော်ဖြစ်နေရအောင်လဲသူတို့သိတယ်သူတို့အဲ့ဒါကိုလည်းကုကျင်တယ်ဒါပေမဲ့မဆက်မတတ်နိုင်အဲ့ပြဿနာရှိတယ်တချို့ဟာတွေကဟိုအပေါ်ယံဒီဟိုကောင်ဆယ်လုပ်လိုက်ရုံနဲ့ပျောက်သွားရဲဆိုပေမဲ့တကယ်လည်းယောဂနာမည်တက်ထားပြီးသားသူတွေကြတော့အဲ့လိုတိတ်ချာကုမရတဲ့ဟာမျိုးကြတော့အဲ့ဒါကိုရေရှည်သွားကုနိုင်ဖို့အတွက်ကြတော့သူတို့အတွက်ကအဲ့လိုငွေကြေးအခက်အခဲရှိရမျိုးရှိရတော့အဲ့ဒီဟာကိုနည်းနည်းဟိုပညာရှင်တွေဒီ psychologist တွေလည်းအရင်မနစ်နာအောင်ဒီလှုပ်ချင်တဲ့သူတွေလည်းပို့ပြီးတော့ကြည်ကြည်ပြင်းပြင်းလှုပ်လို့ရအောင်လို့ပြောအဲ့ဒါတော့လုံးဝဟိုစိတ်ကူးရင်တော့မှရှိသေးရပါတော့လို့ပို့ပြီးတော့ကြည်ကြည်ပြင်းပြင်းထိတွေ့လို့ရတဲ့အဲ့လိုစနစ်လိုမျိုးဟာမျိုးကိုလည်းလှုပ်ချင်တယ်အဲ့လိုမျိုးအခုတော့ဟုတ်တယ်နော်အရင်တော့တဲ့ဆိုလို့ရှိရင်အခုနောက်ပိုင်းကဟိုတခြားဟိုလိုမျိုး counseling တွေခိုင်းဆိုလို့ရှိရင်ရှိလာကြတယ်အရင်တော့ဟိုခုနကပြောလူဦးနဲ့ရှင်တော့ဘာမှမဟုတ်သေးဘူးနောက်ပြီးတော့ရှိလာရင်တော့အဲ့လိုတချို့ဆိုမကုနိုင်အောင်အဲ့လိုတစ်ပတ်တစ်ခါတွေးဖို့နှစ်ပတ်တစ်ခါတွေးဖို့ session တစ်ခုကို4-5တောင်းပေးနေရတယ်ဆိုတော့ဥမာတစ်လမှ4-5သိန်းပဲရတယ်သူကအဲ့ဒါကိုဘယ်လိုတော့ကိုတစ်လ4-5သိန်းရပြီးတော့စိတ်ကြယောဂဖြစ်နေတဲ့သူကဘယ်လိုအဲ့ဒါကိုတော့သိလားအဲ့လိုမျိုးအဲ့လိုဆိုတော့အဲ့ဒီဟာနည်းနည်းပို့ပြီးတော့ဟိုကုပေးတဲ့သူတွေလည်းအဆင်ပြေအောင်ပေါ့နော်ဒီဘက်ကသူတွေလည်းအဆင်ပြေအောင်လို့ပြောဟာတခုခုတော့လုပ်ချင်တယ်ဟုတ်တယ်ဆိုတော့အဲ့နောက်ဆုံး rapper လုပ်နေတော့ကြာတယ်ပြီဆိုတော့မနေ့တော့ဆိုလို့ရှိရင် International Women's Day ပေါ့နော်အဲ့ခါကျတော့ဒီအမျိုးသမီးလုပ်ငန်းရှင်တယောက်ဖြစ်တယ်အဲ့ဒီပုံမှာဒီဘက်ခါကျတော့ဟိုတချို့နေရာတွေမှာဆိုလို့ရှိရင်သွားလိုက်ကိုကပထမဆုံးအမျိုးသမီးပေါ့နော်panel လေးမှာဆိုလို့ရှိရင်ဖြစ်ဖြစ် online ဖြစ် offline ဖြစ်ဖြစ် first woman ဒီမှာမဟုတ်လို့ရှိရင် only woman in the room ပေါ့နော်အဲ့လိုမျိုးဖြစ်နေရမျိုးရှိနေပညာမှာဆိုလို့ရှိရင်အဲ့အတိုင်းပဲပေါ့နော်အဲ့တော့တခြား industry မှာအဲ့လိုမျိုးရှိတာပြီးတော့မှမူတည်ပြီးတော့အမရဲ့ခံယူချက်ကဘယ်လိုမျိုးရှိလဲအဲ့ဒါဟိုတချို့တွေကထင်ကြတယ်အဲ့လိုအမအဲ့လို Facebook မှာအဲ့လိုပြောတယ်ဆိုရင်တချို့ဆိုအဲ့လိုမျိုးဟို main ကလေးတွေကဘာပေါ်မှာ main ကလေးငယ်လေးတွေကဘယ်နေရာခိုင်တော့အိမ်လုပ်နေရတယ်လို့ပြောလိုက်လို့ရှင်လူတွေကချက်ချင်းတွေးပြလိုက်ကြတယ်ဒီမိမငယ်ငယ်တော့အိမ်လုပ်ခဲ့ရလို့မကျေနပ်ပြီးပြောနေတယ်ဆိုအမမှာတကယ်လည်းအဲ့ဒီဟာနဲ့ပတ်သက်တဲ့ဇလန်နမူနာပြကြဘာမှမရှိဘူးအဲ့ငယ်ငယ်တုန်းကလည်းအမအိမ်လုံးမလုပ်ပဲကြီးလာတဲ့ကလေးပေါ့နော်ဖေနဲ့မိကစားလုပ်ရင်ပြီးရောဆိုပြီးလှုပ်ထားတဲ့မျိုးဆိုအိမ်လုံးမလုပ်ရအောင်ယောက်ျားကြီးပြီးလည်းအိမ်လုံးမလုပ်ရအောင်ဒီနေ့ထိလည်းအိမ်လုံးမလုပ်ရအောင်အဲ့တော့ဟိုမိမမို့လို့ဖိနေခံရတယ်ဆိုတော့ယောက်ျားဒီထဲမှာယောက်ျားဟိုဗာလဲစီတိုးတဲ့ဟာအဲ့တော့လာရှိရတယ်အဲ့တော့အဲ့
ဒါမျိုးခုနပြောရလေအဲ့ဒါနဲ့ဆက်ဆက်ပြောရအဲ့ဒါတွေကိုဘလို့မလိုက်ရှင်းပြနေလို့မရဘူးသူတို့နဲ့ပြောရဆက်နေပဲကြီးဖြစ်နေရောဘလို့မနေတော့အဲ့တော့ဒီဟာကိုပြန်ပြောရရင်တော့အဲ့လိုမမအဲ့လိုကိုပိုင်ဇလန်းမရှိဘူးအဲ့လိုမိမမလို့ဖိနှိပ်ခံရတယ်ဆိုတဲ့ပြဿနာဟိုတာမန်ပေါ့နော်ဟိုသူများတွေနဲ့တွေ့ဟိုမှာထမိန်မလန်းရအောင်ပါညာအဲ့လောက်ပဲတာမန်ဟိုဟာမြန်မာပြည်ကလူတိုင်းကြုံမှုတဲ့မိန်းကလေးပြဿနာပဲရှိတာအရင်မိမမလို့အလုံးမှာဘလောက်စူးစမ်းလိုက်ရတယ်တို့ဂျူးဖို့ထူတယ်မိမတွေလိုမျိုးစူးစမ်းတာတွေအဲ့လိုမျိုးတွေအမှမရှိဘူးဒါပေမဲ့မမရဘာတစ်ခုဖြစ်လဲဆိုတော့ယောက်ျားလေးတွေကဒီစကားပြောလို့သူတို့ဘာလဲဆိုတော့နားလည်မှာမဟုတ်သေးတာမိမတွေဆိုရင်တော့နားလည်လိမ့်မယ်မမရအဲ့တော့ client တယောက်စီသွားတဲ့ဟာမှာတွေ့ချင်းမှာအဲ့မတွေ့ဘူးပေါ့နော်အဲ့ client နဲ့သူ့ရဲ့ရုံးကတခြားတယောက်နဲ့အမနဲ့ဆက်ဆံဖို့ပဲအဲ့လူနဲ့အဆင်ပြေတယ်ပေါ့အဲ့လူချင်းတို့သူတို့ရုံးသွားတော့အမနောက်တစ်ယောက်ပေါ့နော်အဲ့နောက်တစ်ယောက်နဲ့မိတ်ဆက်ဆက်ပေးတယ်မှာအဲ့တစ်ယောက်ကအမကိုကြည့်ပြီးတော့အဲ့လိုယာဒူးတွေအလုပ်ကြောင့်ဒီဘာမှမပြောဘာပြောလဲဆိုတော့အရင်လှတယ်တော့တဲ့အဲ့ပြောချင်ပါလေလူကအရင်ကြောင်အဲ့ဒါတခါမှလို့ပြောမခံရဘူးကွာတဲ့လားအလုံးတော့မိတ်ဆက်နေတဲ့ဟာကြီးမှလေအဲ့လိုမျိုးပြီးတော့သိတာကွာသူ့ပုံစံသိလားဘလို့တုံးနဲ့အဲ့လိုပြောအဲ့လိုမျိုးဟုတ်တယ်အဲ့လိုသူ့ပုံစံနဲ့သူ့လေတံနဲ့သူ့ဟိုဟာဖြစ်တဲ့ဟာတဲ့ရလှတယ်တော့ဆိုလူကဘာမှအဲ့တော့ကတော့ကိုယ်ငယ်လဲငယ်တော်တော်လဲငယ်သေးတယ်ဆိုတော့ဘာမှတော့သူမတုံ့ပြန်ဖြစ်လာအခုချိန်နေဆိုရင်တော့တမျိုးဖြစ်မှာပေါ့နော်ဘာမှတော့ပြန်လဲပဲဟောဆိုပြီးတော့အဲ့လိုမျိုးတော့ဖြစ်သွားအဲ့လိုမျိုးတွေအဲ့လိုတိတ်တိတ်လေးတွေလောက်ပဲလို့တွေ့ဖူးရပေါ့နော်အရင်ကြီးအဲ့လိုမိန်းမဆိုတဲ့ဟာကိုကြော်ပြီးတော့ဟိုဟာဖြစ်ရတာမျိုးတော့မရှိဘူးကြိုးဆိုရင်လည်းဒါဟိုမိန်းမများတဲ့လုပ်ငန်းနယ်ပဲဆိုတော့အရင်ကြီးအဲ့လိုပြဿနာဖြစ်တာမျိုးတော့မရှိဘူးပေါ့ဒါပေမဲ့အဲ့လိုအဓိကလူတွေကကိုရှိမှပြောလို့ရတယ်ထင်နေတာပြဿနာပေါ့အဲ့လိုမျိုးဟိုကိုမကြုံဘူးလဲတခြားလူတွေတော့ပြောပြလို့ရပဲဆိုကိုပိုင်တွေ့ကြုံနေနေတော့မိန်းမမလို့အရင်ကြီးဟိုအဖြစ်ရတယ်ဆိုတာမျိုးမရှိဘူးဒါပေမဲ့ပြဿနာပတ်ဝန်းကျင်မှာအများကြီးတွေ့နေရတာကိုသာမကြုံရပေမဲ့ကြုံရတဲ့လူတွေအများကြီးကိုတွေ့နေရတဲ့အခါကျတော့အဲ့လိုမျိုးဟိုအိမ်အောင်တဲ့ဆိုလို့ရှိရင်လည်းကိုဒီအနီးပတ်ဝန်းကျင်မှာတွေ့နေတဲ့ယောက်ျားကအရင်အဲ့လိုဖိနှိပ်ထားတဲ့ဟာမျိုးတွေအခုခေတ်ထိနော်ဒီ20ကျော်လေးရေးစားထားတာဟိုဘဲကစပင်ပေးမညက်လို့မညက်ရဘူးလေဘဲကဘလို့ညက်လို့ရံဖြစ်ရဘာဒီမှလည်းမသိအဲ့လိုမျိုးတွေတွေ့နေရတော့အဲ့ဒါတွေကိုတဲရပြီးတော့အဲ့လိုပြောဖြစ်နေကိုကတော့လေအရင်ကိုပိုင်တွေ့ကြုံတော့ကြီးဟိုခါတီးတီးဆိုရမရှိဘူးဒါပေမဲ့အဲ့လိုပေါ့အဲ့လိုသူများစီအကြောက်ဘူးတဲ့ဟာတွေမှာတော့အရင်ဆိုရတဲ့ဟာတွေရှိအဲ့လိုဖန်နီကမှာတင်တော့ဆိုလို့ရှိရင်တော့ main ကလေးမို့လို့တခြားမျိုးမှာစားသွားတင်ရမှာအောင်အိမ်ကလုံးဝပေးမလွတ်တာအဲ့ဒါ तू ကခိုးပြီးတော့စိုက်ကယ်နဲ့ခိုးထွက်ပြီးတော့တခြားမျိုးမှာကြောင်းသွားတက်ရတာအဲ့လိုမျိုးဟာတွေကြားဘူးတော့သူတို့အစားအဲ့လိုပြောပေးတဲ့ဟာလိုမျိုးပဲပေါ့အဲ့လိုမျိုးရှိတယ်ဆိုတော့အဲ့လို business setting မှာဟိုတွေခုနလိုမျိုးပြောတဲ့ဟာကလွယ်ပြီးတော့ခါကျတော့အရင်ကြီးအဲ့လိုမျိုးအရင်ကြီးအဲ့လိုမိန်းမမို့လို့အဲ့လိုမျိုးဟိုဝန်ထမ်းတွေပဲဖြစ်ဖြစ်ပေါ့နော်ယောက်ျားလေးဝန်ထမ်းတွေပဲဖြစ်ဖြစ်အဲ့လိုကိုနဲ့ဆက်ဆံရတဲ့ client ယောက်ျားလေးမှာပဲဖြစ်ဖြစ်အရင်ဟိုအဖြစ်တဲ့ဟာမျိုးတော့မရှိဘူးမရတော့အဲ့လိုတစ်ခါအဲ့ဒီ idea တစ်ခုကြော်ညာရိုက်ဖို့ပေါ့နော် idea တစ်ခု pitch လုပ်ဖို့တယ် pitch လုပ်တဲ့စီမှာအဲ့ဒီ client လက်မခံဘူးတော့အမျိုးသမီးကတော့ဟိုပုံမှန်လက်ခံတယ်သူ့အောက်ကယောက်ျားမြန်မာပြည်မှာအဲ့လိုမျိုးမိန်းမနဲ့ယောက်ျားခွဲခြားမရှိဘူးတဲ့အဲ့လိုပြောပြီးတော့အဲ့ idea တော့အဲ့လိုအဲ့ဒီ misogyny ကိုပြတဲ့ idea ကွာဒါပေမဲ့အရင်ထဲဝင်မဟုတ်ပပလေးပေါ့နော်အဲ့တော့လက်မခံဘူးအဲ့လိုမျိုးတွေပြောအဲ့လိုမျိုးလုံးဝခတီးတီးသူကထညင်းတာအဲ့လိုမျိုးအဲ့ဒီဟာမြန်မာပြည်မှာယောက်ျားမိန်းမအဲ့လိုခွဲခြားအဲ့လိုမျိုးမှမရှိတာတဲ့ဒီ idea ရအလုံးမဖြစ်လာဘူးပါညာဆိုပြီးတော့သူတို့နဲ့အလုံးလုံးဖြစ်တယ်ဒါပေမဲ့တခြားအသုံးခုပေးတာပေါ့နော် idea သုံးခုပေးတဲ့ထဲမှာတစ်ခုရွေးပြီးတော့အလုပ်လုပ်ဖြစ်တယ်ဒါပေမဲ့အမမကျေနပ်သေးဘူးအဲ့ idea ကိုသိမ်းထားတာနောက် client တယောက်ရတော့နောက်တစ်ခါတော့ပေးဆိုအဲ့ဒါကြတော့ရိုက်ဖြစ်သွားတယ်အဲ့ဒီဟာတော့အဆင်ပြေပြီးတော့အဲ့လိုအလုပ်ထွက်လာအဲ့လိုမျိုးပဲကြုံပြီးတော့ဒီမိန်းမမို့လို့ဒီဟာတော့သိမှာမဟုတ်ဒီဟာတော့ဟိုကမဖြစ်ဘူးဆိုတဲ့ဟာမျိုးတော့အဲ့ဒါမျိုးတော့မကြုံဘူးလို့အဲ့နဲ့ဆက်ပြောဆိုလို့ရှိရင်အခုအမနဲ့ကိုလည်းဆိုလို့ရှိရင်လည်းအနှစ်ယောက်အတူတူပေါ့နော်ဒီကတော့ manage လုပ်နေတာ business တွေဆို power dynamics နဲ့ပတ်သက်ပြီးတော့အမတို့နှစ်ယောက်စီမှာဆိုလို့ရှိရင်အခုရှိအမတို့ကလောက်တာကိုခွဲထားတာများတယ်ဟိုအမမရတဲ့အပိုင်းတွေသူလုပ်တယ်သူမရတဲ့အပိုင်းတွေအမလုပ်တယ်အဲ့တော့အမဒီ finance တို့ဒီ invoice ပို့တာအကျွေးတောင်းတာပတ်စံတွက်တာလစာပေးတာအဲ့ဒါဒီတသက်လုံးအစိမ်းနဲ့လုံးလုံးမှတစ်ခါဝင်ပါဘူးဟိုလုံးဝသိလည်းမသိဘူးအမှန်တိုင်းပြောရင်လူတွေကဒါအမအရန်လို့တယ်ဆိုရင်အရန်ထင်ကြအမဝင်ငွေဘယ်လောက်ရှိနေလဲလည်းမသိဘူးအကျွေးဘယ်လောက်ရမှာလည်းမသိဘူးအဲ့လိုဘာမှမသိဘူးအမအဲ့လိုမျိုးတခါကျကြီးကြီးမားမားတစ်ခုခုလုပ်ချင်တယ်ဆိုလို့ရှိရင်မေးလိုက်တယ်ကွာပတ်စံချေတွေကောင်းလားဆက်ရှိလားအဲ့လိုမျိုးအဲ့လိုမေးလိုက်တယ်အဲ့လိုမကောင်းသေးဘူးမလုပ်သေးဘူးခဏငြိမ်နေပေါ့ကောင်းတယ်ဆိုရင်လုပ်တယ်အဲ့လိုမျိုးလိုမျိုးဖွင့်နေတယ်ပါနေဆိုလက်ထဲပတ်စံဘယ်လောက်ရှိလဲပါနေအဲ့လိုအချိန်မျိုးမှာမေးဖြစ်တာများတယ်ကျန်တဲ့အချိန်ဆိုအမအဲ့လောက်ကြီးသိမတည်ဘူးစိတ်ဝင်စားတာပေါ့နော်မသိကျင်တာပေါ့အဲ့လိုမျိုးအဲ့လိုဘိုင်းနေဆိုသူလုပ်တယ်ပို့ပြီးတော့ဒီ creative အပိုင်းတွေဒီ strategy လောက်ရတဲ့အပိုင်းတွေဝန်ထမ်းတွေနဲ့တချို့အပိုင်းတွေစကားပြောရတာတွေ client နဲ့စကားပြောရတာတွေကြတော့အမပဲလုပ်တယ်ပေါ့အဲ့လိုမျိုးအဲ့လိုခွဲထားလိုက်တော့အရင်ကြီးဟိုကဖြစ်ရတာမျိုးတော့မရှိဘူးဒါပေမဲ့အဲ့ပေါ့ဒီအိမ်အောင်တက်ရတယ်အခု10နှစ်ဟို73နှစ်အဲ့လောက်ရှိပြီဆိုတော့ရံဖြစ်တဲ့ခိုက်တက်နေရတော့များတော့ဖြစ်2026လေအခု73နှစ်ဟိုရေးစားတဲ့20အော်အဲ့လိုအိမ်အောင်တက်73နှစ်
ဆိုတော့ဒီတွင်းမှာရန်ဖြစ်ရတာနောက်ပိုင်းမှာတော့အလုပ်အကြောင်းညင်းရန်ဖြစ်ရတာပဲများပါတခြားအကြောင်းတွေဖြစ်ရတယ်ဒါပေမဲ့အဲ့ဒါဖြစ်ရတယ်ဆိုတော့လည်းအဲ့လိုခဏပဲအဲ့လိုမျိုးပြီးရင်တော့အဲ့လိုပြန်ဟိုဖြစ်လိုက်တာမျိုးပဲဆိုတော့ဒီတချို့ဟာလေးအဲ့လိုယူဆမတူတာဒီဝန်ထမ်းကဒီလိုပြောနေတာဒါကြောင့်ဖြစ်မယ်ဆိုမဟုတ်ဘူးဒါကြောင့်ဖြစ်မယ်ဆိုပြီးပြန်ညင်းပြီးတော့အဲ့လိုမျိုးဖြစ်တဲ့ဟာမျိုးတွေအဲ့လောက်ပဲရှိတယ်အရင်ကြီးကြီးမားမားတော့အဲ့လိုမျိုးမရှိဘူးဟုတ်လား yeah all right so တကယ် rap တကယ် rap အခုအမလည်းonline မှာဆိုလို့ရှိရင်အမြဲပြောဖြစ်တယ်ပေါ့နော်အကြံပေးဖြစ်တာမျိုးရှိရဲအခုEnglish သင်နေတဲ့လူတွေဒါမှမဟုတ်လို့ရှိရင်copywriting marketing ဘက်ကိုသင်နေတဲ့လူတွေလည်းရှိပေါ့နော်ဆိုတော့အဲ့ဒီလူတွေဆိုလို့ရှိရင်ရောအခုလောဆယ်မြန်မာနိုင်ငံ marketing အခြေအနေမမဟုတ်ဆိုလို့ရှိရင်အကြောင်းသွားတက်ဖို့ပဲဖြစ်ပေါ့နော် English သင်နေတဲ့လူတွေရှိရဲဆိုတော့သူတို့ကိုဘာတွေပြောချင်တာမျိုးရှိလဲအကြံပေးချင်တာရှိလဲဟိုပေါ့ဒါတော့ပုံမှန်ပြောနေကြစကားပဲပေါ့နော်ကိုကရွေးချယ်စရာရမ်းများတယ်အိမ်အနည်းဆုံးအိမ်ကမထောက်ပံ့နိုင်ဘူးဆိုရင်တော့အိမ်ကိုပြန်မထောက်ပံ့ရဘူးကိုရှာတာကိုသုံးလို့ရတဲ့အခြေအနေမျိုးဆိုလို့ရှိရင်တော့ကိုကြိုက်တဲ့ဟာကိုလိုက်ပြီးတော့စမ်းလုပ်ကြည့်လို့ရတယ်ပေါ့နော်ဒီဟာဝါသနာပါတယ်ဆိုဒီဟာကိုစမ်းလုပ်ကြည့်အောင်မြင်လားမအောင်မြင်လားစမ်းလုပ်ကြည့်မအောင်မြင် career ပြောင်းအဲ့ဒါပြဿနာမရှိဘူးပေါ့နော်တကယ်လို့ကို့မှာအဲ့လိုရွေးချယ်ခွင့်မရှိဘူးအရန်ကိုရုန်းကန်နေရတဲ့ကာလဖြစ်တယ်ဟိုရှာသမျှနီးပါလဲအိမ်ကိုပြန်ပေးနေရတယ်မပေးလို့ကလည်းမရဘူးကျွေးဆက်နေရတယ်တို့အဲ့လိုမျိုးရန်ရုန်းကန်နေရတဲ့အခြေအနေဆိုရင်တော့ကိုလှုပ်လို့ရမယ့်ဟာလောဆယ်မှာဟိုရက်တည်နိုင်မယ့်ဟာတခုကြိုက်မကြိုက်ခဏသိခံပြီးလှုပ်လိုက်ပေါ့နော်2နှစ်တန်သေး3နှစ်တန်သေးအများဆုံး4-5နှစ်ပေါ့လှုပ်လိုက်ပြီးလို့ရှိရင်အဲ့ဒီကနေမှဟိုအိမ်ကိုပြီးတော့အိမ်အကုန်မပေးနဲ့ပေါ့နော်အဲ့ဒါပြောလို့အိမ်ကလူကြီးမိရတယ်ကြိုက်မှာမဟုတ်ဒါပေမဲ့အဲ့လိုကိုကဝင်ငွေတစ်ခုရလာပြီဆိုကိုအတွက်နည်းနည်းစီခြံထားပြီးတော့စုပေါ့နော်အဲ့ဒီဟာနဲ့စာတင်တာလုပ်မလားအဲ့လိုတစ်ခုဝယ်ထားပြီးတော့ဈေးတက်တာကိုစောင့်မလားအဲ့လိုမျိုးတစ်ခုလုပ်ပြီးတော့ကိုအတွက်ကိုဘွားအတွက်ကြီးမပြောင်းနေဖြစ်နိုင်တဲ့အခြေခံကိုလုပ်ပေါ့လို့စာတင်တာပဲဖြစ်ဖြစ်အလုပ်ပြောင်းတာပဲဖြစ်ဖြစ်တခြားနိုင်ငံသွားပြီးအလုပ်ရှာတာပဲဖြစ်ဖြစ်အမတို့စကားလာပြောတဲ့အဲ့အရင် group တွေထဲမှာအရင်ဖြည့်ပြီးတော့ဆိုတချို့ main clay စကားလာပြောရရှိအနောက်ပိုင်းတော့အမလာပြောအရင်များတော့အကုန်လုံးက spam နဲ့ပဲရောက်သွားတော့မကြည့်နိုင်တော့ဘူးเนาะဟုတ်အစောပိုင်းတော့ကျွန်တော်ကြည့်ပြတော့ကျွန်တော်အဲ့တော့3-4ယောက်နဲ့ခင်သွားရရှိဒီမှာလေးဆိုတယောက်ဆို तू ကဘီးချိန်နဲ့လားဘီးနဲ့လားမမှတ်မိတော့ဘွဲရထားတာအဲ့ဒါကို तू ကစင်ကာပူမှာအိမ်ကူလုပ်နေတာအော်ဒါပေမဲ့ तू ကအဲ့ဒီမှာတင် तू ကသူ့ဘဝကိုပြီးွားရလို့ तू ကမယူဆဘူး तू ကကံကောင်းတာ तू လုပ်တဲ့အိမ်ကလည်းမစိုးဘူးပေါ့နော် तू အိမ်ကလည်း तू ကြောင်းထားပေးမယ်တွေပါပြီးပြောတော့ तू ကအဲ့ပတ်စံတွေကိုစုထားတယ်အိမ်ကိုလည်းပေးသလောက်ပေးမှာပေါ့နော်ကျန်တာစုထားတယ် तू ကအကုန်ပလန်ချပြီးသား तू ဘယ်နှစ်အိမ်ကိုလုပ်မယ်အဲ့ဒီကြရင်သူ့ဘာပတ်စံဘယ်လောက်ဖြစ်သွားမယ်အဲ့ဒါနဲ့အကြောင်းစေးနဲ့ဘယ်လောက်နဲ့အကြောင်းတက်မယ်ပြီးရင်ဘယ်နိုင်ငံသွားပြီးတော့ဘာလုပ်မယ်ဆိုတာမနဲ့လာစကားပြောပြီးတော့ဘယ်ဟာဆိုဘယ်ဟာပိုကောင်းတဲ့သူလာပြီးတော့မေးတာပေါ့နော်အဲ့လိုမျိုးပေါ့ကိုကအခုနေလုံးဝကိုမကြိုက်တဲ့ဟာကြီးကိုအရန်ပိတ်မှန်းဆင်းရဲပြီးလုပ်နေရတယ်ဆိုရင်တော့ဒါကကိုတစ်လုံးသွားရမယ့်ဟာလို့မမှတ်ထားနဲ့ပေါ့နော်လွန်ရောကျော်ရော9နှစ်ပေါ့2နှစ်ကနေ9နှစ်ပေါ့အဲ့ဒါလုပ်ပြီးတော့အဲ့ဒီကရလာတဲ့ဟာကိုစုပြီးတော့ဖြစ်တစ်ခုခုအပြောင်းလဲလုပ်ပြီးတော့အပြောင်းလဲလုပ်နိုင်အောင်အားထုတ်ပေါ့အဲ့ဆိုဘဝပြောင်းနေတယ်ပေါ့နော်ပြီးတော့တစ်ခုခုဘဝမှာပေါ့နော်လူငယ်တော်တော်များတော်ပြောရင်လွယ်ကိုလက်မခံနိုင်ကြပါဘူးဒါပေမဲ့တကယ်တော့ဘဝမှာဟန်နေဆိုလို့ရှိရင်စဉ်းစားကြည့်skill တစ်ခုကိုတကယ်ကျွမ်းပြီးတော့အရင်စင်းရဲငက်ပြတ်နေရသူဆိုတော့ဘဝမှာမရှိဘူးတခုခုကိုကျွမ်းရင်ဘာပဲဖြစ်ဖြစ်အင်္ဂလိပ်စာကိုတစ်ဖက်ကကျွမ်းနေတာပဲဖြစ်ဖြစ်တရုတ်စာကိုလုံးဝတရုတ်လိုကျွမ်းနေတာပဲဖြစ်ဖြစ်နောက်ဆုံး make up လိမ့်တတ်တာစပင်းညက်တတ်တာဓာတ်ပုံရိုက်တတ်တာဘာဖြစ်ပေါ့နော်ဘဝမှာတခုခုကိုအရင်သူများထက်ကျွမ်းကျင်ပါတယ်ပြန်ပြကျွမ်းရုံနဲ့တော့မရဘူးပေါ့နော်သူ့လောက်ငါတက်တယ်ဆိုရုံနဲ့ကတော့မရဘူးပေါ့သူများထက်ပြန်ပြထက်ပို့ပြီးတော့တခုခုကျွမ်းသွားပြီဆိုအဲ့လူကဘဝမှာအရင်စင်းရဲငက်ပြရုန်းကန်နေရတယ်ဆိုတာမဖြစ်လာတော့အလွန်ဆုံးရုန်းကန်ရ9နှစ်10နှစ်ပြီးွားရင်သူ့ဘဝအခြေတည်ပြီးတော့တခုခုမှာတော့ဖြစ်ထွန်းသွားတာကြီးပဲပေါ့တခုခုကိုကျွမ်းကျင်အောင်လုပ်ပြီးအဲ့ဒါကိုဒီဇိုင်းမတ်လုပ်ဟိုသူများတွေခွာသွားတယ်ဒီဟာခင်မစားတော့ဘူးဒီဟာကိုကြိုက်တဲ့သူမရှိတော့အဲ့လိုမျိုးရှောက်ခုံနေပဲနဲ့ကိုလည်းလုံနိုင်တယ်ပေါ့နော်ကိုလည်းကျွမ်းကျင်တယ်ကိုလည်းဒီဟာကိုစိတ်ကလုံနိုင်တယ်ဆိုရင်ဒီဇိုင်းမတ်လုပ်ရင်တနေ့နေ့တော့အဆင်ပြေသွားပဲပေါ့နော်ဘဝမှာအဲ့တော့အဲ့ဒီဟာကိုအဲ့ဒီဇိုင်းမတ်လုပ်တဲ့စွမ်းရည်ကအခုခေတ်လူငယ်တွေမှာဒါအားနေတယ်လို့မြင်တယ်သူတို့ကလို့ဒီဟာတခုဟိုပါဖြင့်တကယ်ချင်းတွေကဒါပြောနေဆိုဒါတင်လိုက်ရေးမှာဆိုလို့ရှိရင်အများကြီးလိုက်အကောင့်နဲ့ SCC ရိုက်ဟုတ်တယ်ဆိုဘာလို့အဲ့ဒါတင်တာလဲမသိအမတို့ခေတ်တော့ဆိုဒါရှင်းတယ်လေသိလားစင်းငိုင်လုံးမယ်ဆိုခေတ်လေစီစီတော့တက်ပြီးစင်းငိုင်လုံးစင်ကာပူတော့မလားဘယ်တော့မလဲတခုလုံးဒါလုံးမယ်ဆိုမှဓာတ်ပုံတင်တယ်ကွာလုံးဝတမျိုးကြအလုံးမဟုတ်ဘူးဆိုရင်ဓာတ်ပုံတင်တယ်ဆိုโอเคဓာတ်ပုံတင်တယ်တော့တက်ပြီးတော့ပဲတစ်စက်မှမလို့အလကားရိုက်တင်တာလိုက်ရိုက်ပေးတဖြည်းနဲ့ပတ်စံရလာတဖြည်းနဲ့နာမည်ကြီးလာအဲ့လိုပဲသွားရတာပဲလေနော်အခုကရလို့လေပြီးွားကြီးဆိုတာနဲ့တမန်ကျောင်းပြီးွားကြီးဆိုလို့ရှိရင်ယူကမင်းကြီးဆိုရင် SCC ရတက်ထားလိုက်တက်ထားလိုက်ဘာလို့တာလဲအချိန်လေးကုန်ပြီးရောနော်အချိန်ရော like energy ရောဒီဟွာရောဗာလဲ resource တွေရောကုန်နေကြီးတချို့ဆိုခုနေတရုတ်
တ်စာတင်ဟာမဟုတ်တော့ဆိုဂျပန်စာပြောင်းတယ်ဟာမဟုတ်အီတလီသွားမယ်ဆိုအီတလီစာမဟုတ်ဘူးဂျမနီကပိုစင်ပြေဆိုဂျမနီလိုက်တယ်အဲ့ဆိုအချိန်နဲ့ရန်ကုန်မသိခင်မှာကိုပါကြိုက်လည်းမသိခင်လိုက်လောက်တာတော့ထားဖို့ဒါပေမဲ့တခုခုသိသွားပြီလုံးလဲလုံနိုင်တယ်ဆိုရင် နဲ့ဆိုင်မယ်ဟုတ်တယ်အဲ့လိုဟန်နီတို့လည်းပါအဲ့လိုကိုကဘာဟိုကျွမ်းနေပေါ့နော်ခုနကိုပိုင်းနဲ့ skill ကဘာလဲဆိုတော့ဒီကျောင်းမှာငယ်တဲ့အချိန်မှာဟုတ်တယ်ဘာမှမလုပ်ရဘူးလေ group project တွေပါလောက်တာ presentation လုပ်တယ်ဆိုတာအထက်တန်းကျောင်းမှာရှိမှမရှိတာ မလုပ်ခဲ့ရတဲ့ခါကျတော့ဟိုကျောင်းပြီးသွားတဲ့ခါကျတော့မှဘာလုပ်ရင်ကောင်းမလဲဆိုအဲ့ခါကျမှစပြီးစဉ်းစားရတယ်မှာလို့ဖြစ်တော့အဓိကအဲ့ဒီဇိုင်းမတ်လုပ်ရင်ဘဝမှာအရင်ရုန်းကန်နေရတယ်ဆိုတဲ့လူမျိုးမရှိပါဘူးဒီမှာတော့တခုခုလုပ်လိုက်မိရောမှလောင်ကစားလုပ်လိုက်လို့အကျွေးတင်သွားတယ်စေးသုံးလိုက်လို့ထောင်ကျသွားတယ်ဆိုရင်တော့တမျိုးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တာမန်မဲသွားနေရဆိုရင်တော့တခုခုဒီဇိုင်းမတ်လုပ်ရင်တော့တနည်းအားမှာသူအထိုက်လျောက်တော့ဖြစ်ထွန်းကြတာကြီးပါပဲအဲ့လိုအချုပ်ပြောမယ်ဆိုလို့ရှိရင်အဲ့လိုမျိုး plan တစ်ခုရှိလို့ပေါ့နော်แต่မှာတက်တစ်ခုဖယ်ရပြီးတော့ငါရှေ့ဆက်ပြီးတော့ဘယ်လိုလုပ်မယ်ဆိုတာစဉ်းစားဖို့ရေနောက်တစ်ခုပေါ့နော် design မဲ့နဲ့ skill တစ်ခုပို့ပြီးထူးခြားလို့ပြီးတော့အဲ့ထူးချွန်နေဆိုရင်နေမှာတော်တော်များအခုအမတို့ကြောင်းမြန်တော့အမတို့ခက်တော့ကြာကိုကတခုခုတက်နေတော့ငါမတက်သေးပါဘူးဆိုပြီးယူဆကြအများကြီးလीเนาะဟန်နီတို့မှဆိုလို့ရှိရင်ငါအလောက်မရသေးပါဘူးငါအခုခလေးကြောင်းနည်းနည်းတက်ရင်တို့ကအများကြီးတက်နေပြီလုံးဝအဲ့လိုဖြစ်သွားရင်ထင်တော့အဲ့ဒီဟာလေးပြဿနာရှိအမှန်တကယ်တော့တကယ်ကြီးကိုဒီလူတွေကြားထဲမှာပြန်များထက်တော်အောင်လုပ်နိုင်မှာကိုကတနေရာရောက်တာပေါ့သူများတော်တဲ့လောက်တော်နေလို့ကတော့အရင်ကြီးအဲ့လိုဖြစ်ထွန်းတာပေါ့မရှိဘူးအဲ့ဒါငါဖြည့်ပြီးပြောချင်တာရှိသေးတယ်။မရှိပါဘူးလာမပြေကျေးဇူးတင်ပါတယ်ဒီမှာပါတာ။တကူခါလည်းတကူခါမြန်မာပြည်ပြန်လာပြီးတော့ surprise လုပ်ပြီးလာမေးတာ။